ပြင်းနေတဲ့အချိန်မှာတော့ဒီကို6ကိုတောင်မှမသေးချင်တော့ဘူးဒါပေမဲ့ပန်းဝင်သွားတဲ့အချိန်မှာဘယ်ကနေဘလို့အားရလာမှမသိဘူးဒီ music နဲ့အတူသူကသွားရတာဆိုတော့လေစိတ်ပျော်ရွှင်ရတာပေါ့နော်စိတ်ပျော်ရွှင်နေပြီးတော့ခါကြတော့ဒီ joint နေ mobility တွေကောင်းတယ်ပေါ့နော်ဒီခန္ဓာကိုယ် movement တွေပေါ့တနေ့တနေ့ကျမတို့ဒီလှုပ်ရှားသွားလာနေတာလေဒီခန္ဓာကိုယ်ပဲတည်ပြီးတော့ပဲသွားနေရတာဖြစ်တဲ့အတွက်ဘယ်သူမှလာပြီးတော့ခုခန္ဓာကိုယ်ကိုတည်ပြီးတာမဟုတ်ဘူးကိုယ်တိုင်ကနေပန်းနိုင်ကိုကိုယ်တိုင်စူးစမ်းပြီးတော့ရောက်အောင်သွားတဲ့ဟာဆိုတော့ခန္ဓာကိုယ်တစ်ခုတည်းမဟုတ်ပဲဒီစိတ်ပိုင်းဆိုင်ရာပါအရင်အရေးကြီးတယ်တနေ့တနေ့အိမ်မှုကိစ္စတောင်းဝင်နေအများကြီးတောင်မှငါကြော်ဖြစ်ခဲ့ပြီးပြီပဲဒီဟာလေးကိုငါခန္ဓာကိုယ်လေးကိုတည်ပြီးလောက်ရမယ်အလုပ်ကိုငါဘာလို့မလုပ်နိုင်ရမှာလဲပေါ့မင်္ဂလာပါမင်္ဂလာပါဆရာဟုတ်ကဲ့ပါကျွန်တော်ရဲ့အချင်းချင်းလေးကိုပြပြပေးပါတော့ကျွန်တော်ကတော့ Divillian မှာ Let's Me ရဲ့ Body Combat Instructor တယောက်ဖြစ်တယ်ဆိုတော့ဒီ Body Combat အနေနဲ့ strong ညီပေးနေတဲ့ Instructor တယောက်ပေါ့နော်ဆိုတော့ Between အနေနဲ့ဆိုရင်ရောBetween ရဲ့အချင်းချင်းလေးပေါ့နော်အဲ့ဒါလေးကိုပြပြပေးပါအောင်မိတ်ဆက်ပေးပါအောင်မင်္ဂလာပါဆရာကျွန်မကတော့ဒီမူဆယ်မြို့မှာလက်ရှိမှာတော့ဒီ running နဲ့ပတ်သက်ပြီးတော့စူးစမ်းနေတဲ့ runner တယောက်ပါပဲတစ်ဖက်မှာလည်းဒီမိသားစုအတွက်စီးပွားရေးကိုတစ်ဖက်တစ်လမ်းကနေပြီးတော့ကိုကြီးပါဝင်ပြီးတော့ကင်နေတဲ့အမျိုးသမီးတယောက်ပါပဲရှင်ခုလိုမျိုးဒါတစ်ဖက်မှာလည်းတခြားပေါ့နော်မိသားစုစီးပွားရေးလောက်ကင်နေတယ်တစ်ဖက်မှာလည်းကိုယ့်ရဲ့ဝါသနာဖြစ်တဲ့ဒီ running ကိုစူးစမ်းပြီးတော့မှလုပ်နေတယ်ဆိုတော့ဒါတကယ်ကိုယူဖို့ကောင်းတယ်ပြီးတော့အခုလိုမျိုးဒီဆွေးနွေးဖို့လေးရှိတယ်လောက်ကြမယ်ဆိုတော့စိတ်ဝင်စားနဲ့လက်ခံပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီဒါဘာပဲဖြစ်ဖြစ် Fitness Community Center အကြောင်းအရာတွေကွဲပြားတယ်ဆိုပေမဲ့ဒီ career ချင်းကတော့တူကြတယ်လေဆိုတော့အပြေးဖြစ်မယ်တခြားဒီ sport နဲ့ပတ်သက်ပြီးတော့မှ fitness နယ်ပယ်ကအများကြီးဖြစ်မယ်ဆိုတော့ဒါပေမဲ့ဒီ fitness နယ်ပယ်ဆိုရဲအတူတူပါပဲ community อ่ะပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒါတယောက်ချင်းစီမှာသူရဲ့အားသာချက်တွေအများကြီးရှိတယ်ကျွန်တော် Body Combat မှာဆိုရင်လည်းဒါအားသာချက်အားနည်းချက်တွေအများကြီးရှိကြတယ်ဆိုတော့ကျွန်တော်တို့နှစ်ယောက်ရဲ့စကားဆွေးနွေးပွဲလေးကိုစကြမှာပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့အခုလိုမျိုးဆရာဆွေးနွေးဖို့အတွက်ခေါ်ပေးတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်အခုဒါဆိုရင်ကျွန်တော်တို့ဒါ2025မှာ running တွေကိုစပြီးတော့ကျွန်တော်လည်း running ကိုလုပ်ဖြစ်ခဲ့တယ်ဒီပွဲရလည်းမူဆယ်ပွဲမှာပဲပေါ့နော်မူဆယ်ပြီးမှတာတဖြည်းဖြည်းကျွန်တော်တို့ပြေးလိုက်တခြားလေ့ကျင့်ခန်းတွေလုပ်လိုက် body combat တွေလုပ်လိုက်ကျွန်တော်နောက်ပိုင်းမှာ body combat ကို career ပြောင်းလိုက်တာပေါ့နော်ဆိုတော့ running ကလည်းဒါမဖြစ်ထဲမှာရှိတယ်ဆိုတော့ between နေနေဆိုရင်ဘယ်နှစ်မှာစပြီးတော့မှ running ကိုစပြေးဖြစ်ခဲ့လဲပေါ့နော်အခုကဒါ2026ပေါ့နော်2025မှာကျွန်မစပြီးတော့ပြေးဖြစ်တယ်ရှင်တစ်နှစ်ကျော်ပဲရှိအောင်မတစ်နှစ်နဲ့2လ3လလောက်ပဲရှိအောင်မယ်ဆရာပြေးရတဲ့အကြောင်းရင်းကတော့ဒီလိုပဲဆရာခုနပြောသလိုပဲအားကစားတွေကတော့မျိုးစုံပဲကျွန်မလည်းဆော့ဘူးတယ်ပေါ့နော်ဂျင်လည်းဆော့ဘူးတယ်ဘောက်ဆင်လည်းဆော့ဘူးတယ် body combat လည်း join ဘူးတယ်ဒါပေမဲ့ဒီအပြေးကိုတော့ကျွန်မဒီလောက်ကြီးဆွဲလန်းသွားမယ်လို့မထင်ခဲ့ဘူးပေါ့နော်ကျွန်မတို့အရန်အပြေးကိုကြိုက်တယ်ဆိုတဲ့စကားတဲ့ချစ်တယ်ဆိုတဲ့စကားကိုဖြစ်သွားတာပေါ့နော်မပြေးဟိုင်မနေနိုင်တဲ့အနေအထားတီကိုဖြစ်သွားတာဟုတ်တနေ့အတွင်းမှာဟုတ်ကဲ့ပါအခုဒါဆိုရင်ပထမဆုံးပြီးခဲ့တဲ့ပွဲမှာရောအမတ်တရလေးတွေနောက်တစ်ခုက challenge ဖြစ်စရာလေးတွေဒါလေးတွေကိုလည်းဆွေးနွေးပြပါအောင်ပြောပြပြပါအောင်ဟုတ်ကဲ့ပါဆရာပထမဆုံးပြီးခဲ့တဲ့ပွဲကတော့မူဆယ်ပွဲပေါ့နော်မူဆယ်ပွဲပါပဲစသချင်းပြေးအောင်ကလည်းကျမက challenge လုပ်ဖို့အတွက်ပဲပြေးတာပေါ့နော်စိန်ခေါ်ကြည့်ရပါဒီအသက်အရွယ်တစ်ခုမှာငါဘယ်လောက်လုပ်နိုင်လဲဆိုတာပေါ့နော်ကိုစမ်းတက်တဲ့ပွဲchallenge တစ်ခုပေါ့နော်ပြေးဖို့ကလည်းကျမဒီမှာဆရာကကျမဒီ personal trainer ကျမမှာပေါင်းစင်ဆရာရှိရနေနော်ဆရာနေပြီးတော့ဒီမှာမူဆယ်မြို့မှာပြေးပွဲရှိတယ်အမဝင်ပြေးရမယ်ပေါ့ဆိုတော့ကျမအဲ့ချိန်မှာကျမရဲ့အတွေ့ကျမစိတ်ထဲမှာဘယ်လိုတွေးလိုက်လဲဆိုစီအပြေးကကျမနဲ့ဘာမှမဆိုင်ဘူးပေါ့နော်ဒါတွေကလူငယ်တွေလောက်ရမှာပေါ့ကလေးတွေလောက်ရမှာပေါ့ကျမလိုအသက်အရွယ်နဲ့ဆရာဘာလို့လာပြေးခိုင်းနေရလဲပေါ့ဒီအသက်အရွယ်ကြီးကျမပြေးရမယ်ဆိုရှက်စရာကြီးပေါ့ဆိုဆရာအမဒါဒီအားကစားကအသက်အရွယ်တွေမရှိဘူးပေါ့ကလေးလည်းမဟုတ်ဘူးလူကြီးမှမဟုတ်အသက်အရွယ်ဘယ်အသက်အရွယ်အပိုင်းခြားမဆိုလုပ်လို့ရတဲ့အားကစားအမအတွေးမှားနေပြီပေါ့နော်ဒီပွဲက join တင်တယ်အမတကယ်လို့မ join ခဲ့ဘူးဆိုရင်မပြေးခဲ့ဘူးဆိုရင်အမနောက်တစ်ချိန်ကျမှနောက်တာရမယ်ပေါ့နော်မှတ်တိုင်တစ်ခုအနေနဲ့အမလုပ်ကြည့်ပါပေါ့ဆိုတော့ကျွန်မအမစပြီးတော့ဒီမူဆယ်ကအပြေးပြိုင်ပွဲမှာ73ကီလိုမီတာစပြေးဖြစ်ခဲ့တယ်ဆရာပြေးခဲ့ရတဲ့အကြောင်းရင်းကတော့အဲ့ကစတာပေါ့နော်အဲ့ကနေစပြီးတော့တောက်လျှောက်ပြေးတော့ပဲဟုတ်ကဲ့အဲ့ကနေစပြီးတော့73ကီလိုမီတာမူဆယ်မှာပြေးပြီးတော့အဲ့ဒီရဲ့
အပြေးပြိုင်ပွဲမှာကျမမှာဘာအတွေ့အကြုံတွေရခဲ့လဲဘာ challenge တွေဖြစ်ခဲ့လဲဆိုတော့ feeling နှမျိုးရတာပေါ့နော်တစ်ခုကအရန်လဲဝမ်းနေတယ်အရန်လဲဝမ်းသာဝမ်းနေသွားတယ်ဆိုတဲ့အကြောင်းရင်းကဘာဖြစ်လို့ဒီငငယ်ရွယ်ကဒီအားကစားကိုဘာလို့မသိခဲ့ရလဲပေါ့နော်ဘာလို့မလုပ်ခဲ့ရလဲပေါ့ဒီအသက်အရွယ်တစ်ခုမှာကျမတို့ဒီစသည့်တဲ့အချိန်ကသက်30ကျော်နေပြီလေနော်အရန်နှမျိုးတာပေါ့နော်ငယ်ခဲ့တဲ့အချိန်တွေမှာဒါတွေကိုမလုပ်ခဲ့ရလို့ဆိုပြီးတော့အဲ့ဒါကတော့ကျမရဲ့ဝမ်းနေတာပေါ့နော်ဝမ်းသာရတဲ့အကြောင်းရင်းကတော့ဒီအသက်အရွယ်တစ်ခုမှာဒီပထမအဆုံးပြေးတဲ့ပွဲမှာပထမစုလေးကျမရခဲ့တယ်ပေါ့နော်ရခဲ့တော့ဒါလေးကကျမအတွက်ငါလုံနိုင်သွားပြီဆိုတဲ့ဒီခုနမှတ်တိုင်တစ်ခုစိုက်ချင်တဲ့ဟာလေးကအကောင့်ထဲပေါ်သွားတဲ့အတွက်ကျမအရန်ကိုဝမ်းသာတာပေါ့ပြိုင်ပွဲတွေမှာတော့အတွေ့အကြုံလည်းမရှိစပြေးတဲ့အချိန်မှာကျမတို့မှာ pace တွေလည်းမသိဘူးဇုံတွေလည်းမသိဘူးပြေးစုံပြေးတာပဲကွင်းတစ်ပတ်ပတ်ဆိုလည်းပတ်နေတာပဲအဓိကကိုရောက်ချင်တဲ့ target ကိုရောက်ရင်ပြီးတာပဲပေါ့နော်အဲ့လိုအတွေးနဲ့ပဲပြေးခဲ့ရဆိုတော့ခန္ဓာကိုယ်နာကျင်တာတွေရောဒီအများကြီးကြုံတွေ့ရတာပေါ့နော်အဲ့ချိန်ကျရင်ကီလိုမီတာတိုင်းမှာဆက်မသွားကျင်တော့တဲ့အချိန်တွေရှိတာပေါ့နော်မသွားတော့ဘူးတော်ပြီဒီလောက်ပဲပြေးမယ်ဒါပေမဲ့တစ်ဖက်မှာလည်းကိုကဒီတစ်ခုကိုလုံးမယ်လို့ဆုံးဖြတ်ထားပြီဆိုရင်ဆုံးဖြတ်တဲ့အတိုင်းလုပ်ရမယ်ဆိုတဲ့ဟာကကောင်းထဲမှာတစ်ခါတည်းအတူတူတွဲထည့်ထားတာဆိုတော့မဖြစ်သေးပါဘူးတန်းနိုင်ရအောင်တော့သွားလိုက်မယ်ဆိုရင်လည်းတဖြည်းဖြည်းနဲ့ကီလိုမီတာတွေတိုးပြီးတော့ပြေးဖြစ်သွားတာဆရာဟုတ်ကဲ့အဲ့ဒီမှာဆိုရင်လေကျွန်တော်တို့ဒီပြောနေကြစကားရှိရပါတော့အဓိကတော့တော်တော်များများဆိုရင်အခုအဲ့လိုမျိုးဖြစ်ကြတယ်လေအရင်ကလုတ်ခဲ့ရမှာပြီးရင်ပေါ့နော်ဒီချိန်ရောက်မှဆိုရင်နောက်ကျသွားပြီအဲ့လိုမျိုးတွေတွေးမိတတ်ကြတယ်တကယ်တမ်းကျတော့လေအဲ့လိုလည်းမဟုတ်ပါဘူးပေါ့နော်အဲ့လိုလည်းမမက်ယူစေချင်ဘူးအခုလုတ်လိုက်တာကအကောင်းဆုံးပေါ့နော်အခုလုတ်လိုက်တယ်ပြစ်လိုက်တယ်ဒီအချိန်မှာစတကယ်ကောင်းတယ်ဒါတကယ်ကောင်းတယ်နောက်တစ်ခုကဒါဆိုရင် challenge ကျွန်တော်တို့လည်းဒီပြီးတဲ့ဟာမှာဆိုရင်ဒါကိုပဲ push လုပ်ရတာလေအချိန်မှာဆိုရင်challenge ဖြစ်တယ်ဒီပွဲဒီမှာဆိုရင်ကကြတော့ mental ဘိုင်းကအရင်အရေးကြီးရလို့ယုံကြည်တယ်ဘာလို့လဲဆိုတော့ဘယ်သူမှလာပြီးတော့ကိုယ်ခန္ဓာကိုယ်ကိုတည်ပေးတာမဟုတ်ကိုယ်တိုင်ကနေပန်းနိုင်ကိုကိုယ်တိုင်ကြိုးစားပြီးတော့ရောက်အောင်သွားတဲ့ဟာဆိုတော့ခန္ဓာကိုယ်တစ်ခုတည်းမဟုတ်ဘဲဒီစိတ်ပိုင်းဆိုင်ရာပါအရင်အရေးကြီးတယ်အထောက်အကူလည်းဖြစ်တယ်အရင်အရေးကြီးဟုတ်တယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးပေါ့နော်ခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာရောတခါတည်း training ပေးပြီးသားဖြစ်တဲ့ဟာမျိုးတွေဆိုတော့အဲ့ဒီပြေးနေတဲ့ချိန်မှာဆိုရင်ကိုယ့်ရဲ့ mental ဘိုင်းကိုဘယ်လိုမျိုးသတ်မှတ်ထားလဲအဲ့လေးကိုတော့တစ်ချက်ပြောပြပါဦးဟုတ်ကဲ့အရင်ဆုံးဒီပြေးတဲ့အချိန်တွေမှာပေါ့ကိုယ့်စိတ်ကိုအရင်ဆုံးတိဆောက်ရတာပေါ့ဆရာစိတ်အားထက်သန်မှုပေါ့နော်ကျမတို့ကတခုခုကိုလုပ်တော့မယ်ဆိုရင်စိတ်အားခုနဆရာပြောတဲ့ဒီ mental အရင်ရေးကြည့်ရတယ်နော်အဲ့ဒါကိုအရင်ဆုံးတိဆောက်နေတဲ့အချိန်မှာလည်းမရင်းရိုင်သွားအောင်လို့ပေါ့နော်ခဏတာလှုပ်ချင်းမဟုတ်ဘူးကိုယ့်စိတ်ကိုဒါဒီအဆုံးမှာရမဲ့ feeling ကိုအဲ့ feeling ကိုအရန်ခံစားကြည့်စင်တော့ခါကြတော့လေအကောင်းဆုံးလုပ်မယ်ဆိုရင်စိတ်ကိုပဲပြင်ဆင်ထားတာဘာပဲဖြစ်နေဘလုံးနိုင်သွားပြီပေါ့ဟုတ်တယ်ဟုတ်ဆရာဟုတ်ဒီအဓိကတော့ဆရာထက်သန်မှုပေါ့နော်ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးပြင်ဆင်ပြီးတော့မှကြံတဲ့ကီလိုမီတာတွေပေါ့ဥပမာကြောက်ထားလိုက်ပါတော့ကိုက10ကီလိုမီတာပြေးမယ်ဆိုရင်ကိုနိုင်တဲ့ကီလိုမီတာကိုရွေးပြီးတော့ပေါ့နော်ဒီကီလိုမီတာကိုငါမရအောင်ပြေးမယ်ဆိုတဲ့စိတ်ပါပြီးမှနောက်တစ်ဆင့်ပေါ့ဆရာအဲ့လိုတိဆောက်ရတာပေါ့ဟုတ်ဒါအရင်ကောင်းတယ်ဒီကြည်ရတော့ဆိုရင်လည်းဒါ strong ဖြစ်တဲ့ mindset တခုရှိရလို့မြင်နေပေါ့နော်ပြီးထွေးကိုဒါတော့တကယ်လေဒီ running sport မှာဆိုရင်တောက်လျှောက်မအားတဲ့ဂျားတွေကနေလှုပ်နေတာတွေ့ရတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်မအားတဲ့ဂျားကနေလှုပ်ဖြစ်ခဲ့တဲ့အကြောင်းအရာလေးကဘယ်လိုမျိုးလဲပေါ့နောက်တစ်ခုကဒီမိသားစုတွေရော sporting ပေးတဲ့အပေါ်မှာရောဘယ်လောက်အကျိုးတရားမှုရှိလဲပေါ့နော်ဒီဟာလေးကိုရောတစ်ချက်ပြီးထွေးအနေနဲ့ပြောပြပါအောင်ဟုတ်ကဲ့ဆရာဒီမိသားစုရဲ့ supporting ကတော့အရင်အရေးကြီးတာပေါ့နော်ဒီကအမျိုးသားပေါ့နော်ကျမတို့ကဒီအိမ်အောင်ရှင်မျိုးသမီးတွေဖြစ်တဲ့အတွက်ကျမတို့မှာလှုပ်ဆောင်ရမယ့်တာဝန်တွေအများကြီးပဲလीနော်မိသားစုရဲ့ဒီတာတာမိမိတွေရဲ့ဒီပညာရေးတွေကျန်းမာရေးတွေနော်အပြိုင်ကိုမိသားစုရဲ့ဒီကျန်းမာရေးတွေစီးပွားရေးတွေအကုန်လုံးကိုတွေကလှုပ်ဆောင်နေရတဲ့အချိန်မှာကိုယ့်ရဲ့အမျိုးသားကလည်းဘေးကနေပြီးတော့မင်းလှုပ်ရတယ်မင်းလှုပ်နိုင်တယ်နောက်ဆုံးကမင်းမလှုပ်နိုင်တော့မှဒီအပြေးကကိုယ့်အတွက်ကျန်းမာရေးအရင်ကောင်းတယ်လीနော်ကျန်းမာရေးအတွက်ဘယ်ဟာမှအလကားဟတ်သက်မဖြစ်ဘူးပေါ့နော်မင်းလုံနေတဲ့လုပ်တွေကဘာမှအလကားဟတ်သက်မဖြစ်ဘူးသွားဆိုတော့ကျမတို့ဘယ်လိုပြောမလဲအရန်နင်းဒီအတွက်အားဖြစ်စရာပေါ့နော်ဆရာနော်ဒီမျိုးသားရဲ့အားပေးမှုတွေကဒီလမ်းမပေါ်ပြေးဖို့အတွက်ထွက်ဖို့အတွက်ဆိုတာကဒီနောက်ွယ်မှာလုပ်ငန်းတွေအကုန်လုံးကိုဟန်ချက်ညီအောင်ကျမတို့မျိုးသမီးတွေနဲ့အများကြီးလုပ်ကန်ရတာပေါ့ဆရာမျိုးသားရဲ့ထောက်ပံ့မှုကလည်းအဓိကထောက်ပံ့မှုဆိုတာကသွားပြေးလိုက်ရတယ်ဆိုတာထက်စိတ်ခွန်အားပေါ့နော်မင်းလုံနိုင်တယ်ဆိုတဲ့စကားကကျမတို့အတွက်ကတော်တော်ကြီးကိုခီးတော်တော်ရောက်နေတာပေါ့နော်ဥပမာ10ကီလိုမီတာမပြေးရသေးဘူးတေးကြတယ်7ကီလိုမီတာ5ကီလိုမီတာလောက်ကအပြည့်ဖြစ်နေပြီပြေးပြီးတလောက်ကိုဖြစ်သွားတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဟုတ်ဒါတကယ်ကောင်းတဲ့ sporting တစ်ခုပဲပေါ့
ဟုတ်ကဲ့ Okay ဆိုတော့ဒီbetween အနေနဲ့ဒါ innovation အမျိုးသမီးတွေအနေနဲ့ဒီ running ကိုဆက်လုပ်နိုင်ဖို့ပေါ့နော်အကြီးမားဆုံးအခက်အခဲတွေရှိမှာပဲဆိုတော့အခက်အခဲတွေကိုဘယ်လိုမြင်လဲပြီးတော့ဒီအခက်အခဲတွေကိုဘယ်လိုမျိုးကျော်ဖြတ်ခဲ့ရလဲပေါ့ အခက်ခဲတွေကတော့အများကြီးပဲပြေးဖို့အတွက်ကလည်းအဲ့ဒီအခက်ခဲတွေကပဲတွန်းအားပေးတာပဲရှင်အခက်ခဲဖြစ်လေလမ်းမပေါ်ပူရောက်လေပေါ့ကျမအတွက်ကတော့ပေါ့နော်တစ်ဖက်မှာအခက်ခဲတွေဖြစ်နေလေကျမဒီပြေးဖို့အတွက်ကပို့ပြီးတော့ပို့လှုပ်ဆောင်မိတာပေါ့နော်စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ပေါ့နော်ကျမတို့မှာဒီမိသားစုအရေးတွေဒီခုနပြောသလိုပေါ့နော်အများကြီးရှိရလေနော်စိတ်ဖြစ်စည်းမှုတွေအများကြီးရှိတယ်ပြေးတာမှမဟုတ်ဘူးအမျိုးသမီးတွေနဲ့ဒီချင်းမှာကစားတာပဲဖြစ်ဖြစ်အပြင်ထွက်ပြီးစပိန်စီးတာပဲဖြစ်ဖြစ်အဲ့တနေရာကိုသွားဖို့အတွက်တနာရီအချိန်ပေးဖို့အတွက်ကနောက်မှာအများကြီးပြင်ဆင်ရတာပေါ့နော်ဆရာခုနပြောသလိုစိတ်ကငါဒါတောင်မှလုံနိုင်သေးတာပဲဒီလုပ်ငန်းခွင်ထဲမှာရှိနေတဲ့အချိန်ကျတော့စိတ်ကအားကစားတောင်မှလုံနိုင်သေးတာပဲအလောက်ကငါဘာလို့မလုံနိုင်ရမှာလဲအလေးတွေတောင်မှနိုင်သေးတာပဲကီလိုမီတာတွေအများကြီးတောင်ငါပြေးခဲ့ပြီပဲဒီလုပ်ငန်းလောက်ကတော့ငါလုံနိုင်ရမှာပေါ့ဒါလုပ်ငန်းခွင်ထဲရောက်သွားရင်ဖြစ်တဲ့စိတ်ပြေးတဲ့နေရာပဲဖြစ်ဖြစ်ချင်းခန်းထဲပဲဖြစ်ဖြစ်စပိန်စီးနေတဲ့အချိန်ပဲဆိုရင်လည်းဘယ်လိုဖြစ်လဲဆိုငါအလုပ်တွေတောင်မှအများကြီးလုပ်ခဲ့ပြီးပြီပဲတာဝန်တွေအများကြီးပေါ့နော်တနေ့အိမ်မှုကိစ္စတာဝန်တွေအများကြီးတောင်မှငါကြော်ဖြတ်ခဲ့ပြီးပြီပဲဒီဟာလေးကိုငါခန္ဓာကိုယ်လေးကိုတည်ပြီးလုပ်ရမယ့်အလုပ်တစ်ခုကိုငါဘာလို့မလုပ်နိုင်ရမှာလဲပေါ့ခါလေးကြရင်တော့ဟိုကအဲ့လိုမျိုးပေါ့နော်အခက်ခဲတွေလာတိုင်းအဲ့လိုပဲကိုတုံးအားပြီးပြီးတော့ပဲလုံးဖြစ်တယ်ဆရာဒါရင်ကောင်းတယ်ဒါရင်ကောင်းတယ်အခုမြင်လဲရတာဆိုရင်ဒါပီထွေးကဒီလိုမျိုးဟိုအခက်ခဲပြဿနာတွေကိုဒီထွက်ပေါက်တစ်ခုအနေနဲ့ရောနောက်တစ်ခုကလောင်စာတစ်ခုအနေနဲ့ရောအသုံးချလိုက်တဲ့သဘောပဲပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်တယ်ရှင်ရန်ကောင်းတယ်ရန်ကောင်းနောက်တစ်ခုကကျတော့ body combat လည်းအရင်တော့ပီထွေးဆော့ခဲ့ဘူးလေပေါ့နော်ဆိုတော့ဒီ running နဲ့ဒီ body combat နဲ့ပေါ့နော်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိလဲနောက်တစ်ခုက body combat ကပီထွေးရဲ့ running အပေါ်မှာခန္ဓာကိုယ်ပိုင်းဆိုင်ရာရောဒီစိတ်ပိုင်းဆိုင်ရာရောအကျိုးသက်ရောက်မှုဘယ်လိုရှိခဲ့လဲပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ပြောပြပေးပါဦး body combat ကကျွန်မအရန်ကိုကြိုက်ရတဲ့အားကစားဒီအပြေးကိုမပြေးခင်မှာကျွန်မအရင်ဆုံးဆော့တာကဆော့ဖြစ်တယ်ရှင်ဆော့ရင်းကနေပြီးတော့ပေါင်စင်ဆော့တယ်ပေါင်စင်ဆော့ရင်းကနေဒီဆရာတို့ဆော့တယ်ဒီ combat ပေါ့နော် combat ကိုအရန်ဆော့ချင်တာဒီအမျိုးသမီးတွေလည်းဆော့တာလည်းမြင်တယ်လေနော်အရန် strong ဖြစ်တယ်ပေါ့နော်အရန်တန်ပါတယ်ပေါ့ပါနေတယ်ပေါ့နော်ဆော့လိုက်တဲ့အချိန်မှာလည်းဘာတွေရလဲဆိုတော့နံပါတ်1တစ်ချက်ဒီ music နဲ့အတူသူကသွားရတာဆိုတော့လေစိတ်ပျော်ရွှင်ရတာပေါ့နော်စိတ်ပျော်ရွှင်နေပြီးတော့ခါကြတော့ဒီ joint တွေ mobility တွေကောင်းတယ်ပေါ့နော်ဒီခန္ဓာကိုယ် movement တွေပေါ့တနေ့ကျမတို့ဒီလှုပ်ရှားသွားလာနေတာလေဒီခန္ဓာကိုယ်ပဲတည်ပြီးတော့ပဲသွားနေရတာဖြစ်တဲ့အတွက်ဒီ body combat ကိုမစိုးကြည့်ခင်ကနေရလဲဒါကအမြင်နဲ့တင်ကိုတော်တော်လေးကိုကောင်းတဲ့ကစားနည်းတစ်မျိုးပဲပေါ့နော်တကယ်သွားဆော့လိုက်တဲ့အချိန်မှာလည်းအရန်ကိုကြိုက်တယ်ဒီ music နဲ့ performance နဲ့နှစ်ခုပေါင်းလိုက်တဲ့အချိန်မှာလူကအရန်ပြည့်စုံနေတယ်လို့ခံစားရတာပေါ့နော်အပြေးအတွက်ဘာတွေအထောက်အကူပြုလဲဆိုတော့အပြေးမှာလည်းဒီခန္ဓာကိုယ်အသုံးပြုပြီးတော့ပဲကျမတို့ကပြေးရတာဖြစ်တဲ့အတွက် body combat မှာလည်းခန္ဓာကိုယ်အသုံးပြုပြီးတော့ပဲဟန်ချက်ညီအောင်ပေါ့နော်ထိုးရတယ်အကုန်လုံးကတော့အတူတူတွေဖြစ်တဲ့အတွက်အပြေးလည်းပြေးရင်တော့ဒီအပြေးဘက်မှာလည်း performance ကောင်းလာသလိုဒီ body combat မှာလည်းပို့ပြီးတော့အကျိုးသက်ရောက်မှုများမယ်လို့တော့ကျမကတော့မြင်တယ်ဒီကနှလုံးကြွက်သားပေါ့အားကောင်းတာပေါ့အမောခံနိုင်လာတာ body combat မှာရတဲ့ဟာကဒီနှလုံးကြွက်သားအားကောင်းလာတဲ့အမောခံနိုင်လာတဲ့ဒါဆိုကျွန်တော်တို့ဒီ body combat မှာဆိုရင်ဒီတချင်း10ပုတ်စလုံးကိုကြော်ဖြတ်ရပါဘောเนาะကြော်ဖြတ်ရဆိုတာဒါပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒီတချင်းအပုတ်တပုတ်လိုက်သွားတာမျိုးလည်းရှိတယ်နောက်တချင်း10ပုတ်စလုံးကိုတစ်ခါတည်းသွားတာမျိုးလည်းရှိတယ်အဲ့မှာဆိုရင်ကျွန်တော်တို့တချင်း10ပုတ်ကိုကြော်ဖြတ်ရတဲ့အချိန်မှာဆိုရင်ဒီပထမဆုံးစပြီးတော့မှ join တဲ့အချိန်မှာဆိုရင်လေအရန်ကိုမှပင်ပန်းပြီးတော့စင်မလုပ်ချင်လောက်အောင်ဖြစ်တယ်ပေါ့နော်စင်မလုပ်ချင်လောက်အောင်ဖြစ်တယ်အရန် mental ဘိုင်းအဲ့လိုအရန်ကိုမှ challenge ဖြစ်စီတယ်သူကဘယ်လိုလဲဆိုတော့ဒီခန္ဓာကိုယ်ကလက်သီးတွေဆိုရင်မထိုးချင်လောက်အောင်လို့အဲ့လိုမျိုးလေအခုံးတွေဆိုရင်မလုပ်ချင်လောက်အောင်ခြေထောက်တွေစင်မခုံကျင်လောက်အဲ့လိုမျိုးကြီးဖြစ်သွားစိတ်မျိုးမှာစင်နောက်ပိုင်းဒီလုံနိုင်သွားတယ်ဆိုရင်ခံစားချက်ကလေတကယ်အရင်မိုက်တယ်ဒီ running ဘိုင်းမှာဆိုရင်ဒါကတူတယ်ပေါ့နော်တူညီတယ်အဲ့လိုမျိုးပြေးနေတဲ့အချိန်မှာတော့ဒီကိုခြေထောက်ကိုတော့မှမသေးချင်တော့ဘူးဒါပေမဲ့ပန်းဝင်သွားတဲ့အချိန်မှာဘယ်ကနေဘလို့အားရလာမှပန်းနိုင်မြင်လိုက်တဲ့အချိန်မှာအဲ့လိုမျိုးပဲပေါ့နော်အဲ့ဆိုတော့ဒီအားကစားနည်းကလည်းဒါကျွေးပြောသလိုမျိုးဒီ joint တွေ stability mobility ကောင်းမှု balance တွေကောင်းမှု core conditioning တွေကောင်းမှုအတွက်ကကြတော့ pattern တွေကတူတယ်ပေါ့နော်သူ movement တွေကတူနေတယ်တူတော့ဒီ running ဘိုင်းမှာလည်းအကျိုးပြုတယ် body combat လေ့ကျင့်ခန်းတွေကလည်းခုနကလိုမျိုးနှလုံးကြွက်သားအားကောင်းတာတွေတကယ်လက်တွေ့ real life မှာအသုံးချနေတဲ့ကိုယ်ခန္ဓာကိုယ်ကြီးကိုတကယ်တန်မာဖို့ရရှိမှာ performance တွေကောင်းဖို့အတွက်အရန်ကိုအထောက်အကူပြုတယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီကိုယ်တိုင်လုပ်ပြီးတော့မှရရှိလာတဲ့ခံစားချက်ပေါ့နော်ဆိုတော့ဟုတ်တယ်ဆရာဒီတွေအနေနဲ့ဆိုရင်ရောဒါ body combat class တွေကိုဘယ်လောက်ထိစိတ်ဝင်စားလဲပေါ့ပြီးတော့ဒီအခွင့်အရေးရရင်ရော body combat class တွေကိုလုပ်ဖြစ်မလား
ပေါ့ဒါလေးကိုသိချင်တယ် စိတ်ဝင်စားတယ်ဆရာဒီ body combat class ကိုခွင့်ရရင်ကျမကဒါဘယ်လိုပြောမလဲအခုရက်ပိုင်းထဲကတော့ဒီပြိုင်ပွဲလေးတွေအရှိမှနည်းနည်းလေးခဏကိုနည်းနည်းအနာပေးရမှာမို့လို့ဒါရှိမယ်သွားထိုးချင်တာတနာကြီးပဲဒီတနာကြီးလေးကိုပေါ့နော်အဲ့ဒီ feeling ကိုအရန်လိုချင်တာအရန်ကိုတိုင်းလည်းဒီကစားနည်းကိုအရန်ကြိုက်တော့ခါကြတော့လေအတူတူ music နဲ့အတူမျောပါပြီးတော့ဆော့ရတဲ့ကစားနည်းကိုအရန်ကြိုက်တာပေါ့နော်ဆရာဆက်ပြီးတော့လည်းအချိန်အားရအားတယ်လို့ class တွေရှိရင်တော့ join ဖြစ်မှာဆရာအဲ့ဒါတော့အသေးကြပဲဟုတ်ကဲ့ပါ join ကြည့်ပါနော် join ကြည့်ပါအလုပ်များတဲ့သူပေါ့နော်အလုပ်များတဲ့သူဒီပုံမှန်ဆိုရင်ဒါအိမ်လုံးကိစ္စတွေလည်းလုပ်ရတယ်ကိုဝါသနာပါတဲ့ဟာတွေလည်းလုပ်ရတယ်ဆိုတော့ကျွန်တော်တို့ဆိုရင်လည်းဒါ class တွေပြတာတို့နောက်ဒီသင်တန်းတွေတက်တာအများကြီးပေါ့နော်အဲ့ဒီမှာဆိုရင်ဒီကိုယ့်ရဲ့ training ပေါ့နော်ကိုယ့်ရဲ့ training schedule ဆိုရင်ချရတယ်လေလူတယောက်မှဆိုရင်ကိုအားလည်းချိန်ရှိမယ် training ချိန်ရှိမယ်အဲ့လိုမျိုးချတဲ့အခါမှာရောပြီးထွေးအနေနဲ့ဆိုရင် training ကို schedule လေးတွေရိုးဆွဲပြလဲပေါ့ schedule ကတော့ကျွန်မဒီဘယ်လိုပြောမလဲကျွန်တော်တို့ကကျတော့တစ်ဖက်မှာအလုပ်ရှိတာဆိုခါကြတော့လေဒီကကျွန်မကလည်းဒီစားတောက်ဆိုင်လုပ်ငန်းဖြစ်တဲ့အတွက်စားတောက်ဆိုင်လုပ်ငန်းဆိုတာမနက်မိုးလင်း၄နာရီထိုးပြီးဆိုတာနဲ့မထခြင်းထားရတယ်ညနေကိုလည်းဧည့်သည်တာမရှိတော့တာကျွန်တော်တို့မှာလုပ်ငန်းခွင်ထဲမှာအလုပ်ကအများတန်းရှိနေရတယ်နော်ကြိုတင်ပြင်ဆင်ရတဲ့အပိုင်းတွေပြီးသွားရင်နောက်နေ့စာအတွက်တွေလုပ်ရတဲ့ဟာတွေရှိတော့ schedule ကတိတိကျကျကြီးကျွန်မမှာမရှိဘူးပေါ့နော်အားရင်အားတယ်လို့ပေါ့ဥပမာဒီနေ့ကျွန်မလုပ်ငန်းလေးကလုပ်ငန်းအတွက်ကျွန်မစိတ်ချရတဲ့အနေအထားရှိတယ်ကျွန်မ outdoor ထွက်နိုင်တယ်ဆိုရင်ကျွန်မက long run training လေးပြင်ထွက်ပြေးလိုက်တယ်ပေါ့နော်မပြေးနိုင်ဘူးဒီနေ့ကတော့ဘယ်လို့မှမအားနိုင်ဘူး long run training မထွက်နိုင်ဘူးဆိုရင်တော့ဂျင်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ဒီ workout လေးတွေအပြေးကိုအထောက်အကူပြုနိုင်မဲ့ဒီအပြေးအတွက် performance ကောင်းမဲ့ training တွေကျွန်မဆော့ဖြစ်တယ်ပေါ့နော်တခါတလေလဲဒီဘယ်လိုပြောမလဲမနက်အားရင်လဲမနက်ပြေးလိုက်တယ်ညနေအမအားတယ်ဆိုလဲညနေမှဖြတ်ပြေးလိုက်တယ်ပေါ့နော် schedule ကဆွဲလိုက်တယ်ဘယ်တော့မှမအောင်မြင်ဘူးဘာလို့ဆိုတော့ခုနပြောသလိုအလုပ်တွေကပေါ်လာတာဆိုတော့ခါကြတော့လေအဲ့တော့ကိုအားတဲ့အချိန်လေးမှာအားတယ်လို့လေတနာရီရ2နာရီရပါဆရာအဲ့လိုမျိုးလုပ်ဖြစ်တယ်ရှင်အဓိကတော့လုပ်ဖြစ်သွားဘူးပေါ့နော်အဲ့လိုအချိန်တည်တံ့ကြီးရောမတတ်မှတ်ထားရင်ဒီတနေ့တာထဲမှာဆိုရင်ဒါလေးကမပါမဖြစ်ထည့်လိုက်တာပေါ့အဲ့လိုမျိုးလေးဟုတ်တယ်ရှင်ဟုတ်တယ်တနေ့တာထဲမှာတော့မပါမဖြစ်ပဲတနေ့တိုင်း daily တစ်ခုခုပေါ့အပြည့်ထွက်ပြေးတဲ့နေ့ဆိုလည်းပြေးမပြေးဖြစ်ရင်လည်းဒီနေ့မှာပဲဖြစ်ချင်မှာပဲဖြစ် performance ကောင်းမဲ့ training လေးတွေသွားလုပ်ဖြစ်တယ်ဆရာကောင်းပါတယ်ဒီလိုမျိုးကိုယ့်ရဲ့ career အတွက်ရောကိုယ့်ရဲ့ဝါသနာအတွက်ရောတစ်ဖက်မှာလည်းမအားတဲ့ကြားမှာလည်းဒီလိုမျိုးကိုအချိန်ပေးပြီးတော့မှအလုပ်ဖြစ်တယ်ဆိုတာဒါဂုဏ်ယူဖို့ကောင်းတယ်ပုံမှန်ဆိုရင်ပေါ့နော်ဒီအမျိုးသမီးတွေအနေနဲ့ဆိုရင်သူတို့ရဲ့ဒီ lifestyle မှာဆိုရင်လေအဲ့လိုမျိုးထဲဖို့ကိုသူတို့အနေနဲ့အချိန်တစ်ခုရှိမှတော့နောက်တစ်ခုကလေအားမတော့ပေါ့နော်သူတို့အတွက် ready ဖြစ်မှတော့ဥပမာဆိုရင်ဒါဂျင်သွားမယ်ဆိုရင်ဂျင်ဖို့ဆိုအရင်ဆုံးဝယ်တယ်ရေတံမှုတွေဝယ်တယ်နောက်ရှိတ်ကာဝူးတွေနောက် sport wear ဆိုရင်လည်းနှစ်စုံသုံးစုံလောက်ဝယ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါတွေအားလုံးပြင်ဆင်မှသူတို့သွားကြတာများတယ်ပြီးထွေးအနေနဲ့သူတို့ကိုပေါ့နော်ဒီကိုယ့်ရဲ့ lifestyle မှာဒါကိုထဲဖို့ဘယ်လိုမျိုးအကြံပေးခြင်းလဲပေါ့အတိကအရှိမပြောခဲ့တယ်လို့ပေါ့တခုခုပေါ့အပြေးမှမဟုတ်ဘူးပဲအားကစားပဲဖြစ်လုပ်တော့မယ်ဆိုရင်စိတ်အားထက်သန်မှုပေါ့ဆရာအဲ့ဒါကိုအရင်ဆုံးမွေးမြူပါမှာပေါ့နော်စိတ်ပဲပေါ့နော်ဒီလုပ်ဖို့အတွက်အဲ့စိတ်ကအရင်ရှိမှကျမတို့ကဒီဂျင်ပဲဖြစ်အားကစားတစ်ခုကိုသွားပြီးတော့လုပ်ဖြစ်မှာနေနော်အဲ့အတွက်ကဒီခက်တာလဲကျမတို့ဒီအမျိုးသမီးတွေကတော်တော်များများကဒီအိမ်အောင်ရှင်အမျိုးသမီးတော်တော်များများမအားကြတာများတယ်ဆရာစီစဉ်ထားတယ်ခဏနေကလေးကိစ္စအကြောင်းကိစ္စမိသားစုကိစ္စကျန်းမာရေးကိစ္စပေါ့နော်ခိုင်ကြတော့လဲအကုန်လုံးတော့အားနေတယ်ဘာမှတော့လုပ်စရာမရှိဘူးစိတ်ပင်ပန်းတယ်ပေါ့နော်စိတ်ပင်ပန်းတဲ့အချိန်တွေလည်းရှိတယ်လူကအားနေတယ်စိတ်ကပင်ပန်းတော့မလုပ်ချင်ကျမကတော့အကြံပြုချင်တာတော့ဒါတွေကခဏပေါ့နော်ဒါလေးဒီပေါ့ကျမဆိုအမြဲတမ်းစိတ်ထဲမှာထည့်ထားတဲ့စကားလုံးတစ်ခုရှိရဲအဲ့ဒါကဘာလဲဆိုတော့ဒီနာကျင်မှုကိုအောင်မြင်မှုအဖြစ်ပြောင်းလဲနိုင်ရမယ်အဲ့ဒီစကားလုံးပေါ့နော်ကျမတို့မှာနာကျင်တယ်ဆိုတာခဏကိုနာကျင်မှမဟုတ်စိတ်ကိုအနာတရားဖြစ်စေတာလဲဒါနာကျင်မှုပဲလေနော်အဲ့နာကျင်မှုတွေကြုံလာတိုင်းမှာအောင်မြင်မှုပေါ့အောင်မြင်မှုဆိုတာကလည်းကိုစုတွေတက်ယူမှအောင်မြင်တာတို့ဘယ်လိုပြောမလဲတခုခုဖြစ်မှအောင်အဲ့လိုမျိုးမဟုတ်ပေါ့ကိုသတ်မှတ်ထားတဲ့ goal ပေါ့နော် target ပေါ့နော်ဒီနေ့ငါကျင်သွားနိုင်တယ်ဆိုတဲ့ဟာလဲဒါအောင်မြင်မှုပဲလေနော်ဒီနေ့ငါစပိန်သွားစီးနိုင်တယ်ဆိုတာလဲဒါအောင်မြင်မှုပဲပေါ့နော်တနေ့တာလေးမှာ goal လေးတွေပေါ့နော်ငါဒီနေ့ဘယ်လောက်လုပ်မလဲဆိုတော့တနေ့ဆိုရင်နဲ့ဒါတလဆိုတာဖြစ်လာမှာပေါ့နော်ဒီတရက်ကလေးကိုစတင်လိုက်ပါပေါ့နော်ဒီတရက်ကလေးပဲဒီတရက်ကနေစတင်လိုက်ရင်ဒီနောက်နေ့ဒီမှာလဲဒီလိုမျိုးလေးပဲခုနပြောသလိုပေါ့အချိန်ကိုပေါ့နော်ရသလောက်ပေါ့တနာရီဆိုတနာရီ2နာရီဆို2နာရီပေါ့နော်စိတ်ပင်ပန်းနေရင်လည်းဒီစိတ်ပင်ပန်းမှုကခဏပဲ
ကျမကတော့ဒီနာကျင်မှုကိုအောင်မြင်မှုအဖြစ်ပဲပြောင်းလဲနိုင်မှုအတွက်ခုနပြောတဲ့ဒီစိတ်အားထက်သန်မှုပေါ့နော်အဲ့ဒါလေးကိုကိုယ့်ရဲ့ဒီကိုယ်တိုင်မွေးမြူရမှာပေါ့နော်အဲ့ဒါလေးတွေကိုမွေးမြူနိုင်ဖို့အတွက်တော့အကြံပေးခြင်းနဲ့ရှင်ဒါအရင်ကောင်းတဲ့အကြံပေးချက်ပဲဒီလိုမျိုးဒီအသက်ဒီ20 25နဲ့ဒီ40 45ပေါ့နော်25နဲ့45ပေါ့ဒီပတ်ချာလဲမှာဆိုရင်ပုံမှန်များသောအားဖြင့်ဒီအခုနောက်ပိုင်းဆိုရင်ချိန်တွေကလည်းအရန်ကိုမှပြောင်းလဲလာတယ်ကိုမှန်ရတာတွေမိသားစုစီမံရတာတွေဒီအသက်အရွယ်ကြားထဲမှာဆိုရင် control လုပ်ရတာပေါ့နော် maintain လုပ်ရတဲ့ဟာတွေကဒီအသက်အရွယ်မှာဆိုရင်အရင်များပြရတယ်ပေါ့နော်ဆိုတော့သူတို့ဒီအသက်အရွယ်ကြားမှာသူတို့အနေနဲ့ဒီကိုယ့်ရဲ့ lifestyle မှာလေ့ကျင့်ခန်းတစ်ခုခုထည့်ဖို့ဆိုရင်ဥပမာဂျင်မသွားနိုင်တာမျိုးတွေရှိတယ်ဆိုတော့ကိုဒီတနေ့တာမှာ lifestyle မှာဒီဟာလေးကိုထည့်ဖို့အတွက်အကောင်းဆုံးဖြစ်စေမယ့်ဟာဆိုရင်ဒီ running တို့ body combat တို့ပေါ့နော်ဒါဆိုရင် running ဆိုရင်လည်းဒါဘာမှမလိုဘူးဟုတ်တယ်နော် equipment တွေမလိုဘူးနောက်တစ်ခုကကျတော့ဒါရှိရယ်ကို6လက်ရှိရယ်ဆိုရင်သွားလို့ရတယ်လမ်းလျှောက်လို့ရတယ်ပြေးလို့ရတယ် body combat ဆိုရင်လည်းဒါ equipment တွေမလိုဘူးနောက်တစ်ခုကအချိန်မြွေးနေရမြွေးပေါ့နော်အုပ်စုလိုက်လဲရတယ်တယောက်တည်းလဲလုံနေလို့ရတယ်ဒီလိုမျိုးပေါ့နော်ကျွေးအနေနဲ့ဆိုရင်တော့ဒီပြေးတာတို့ body combat လောက်တာတို့ပေါ့နော်ဒီအသက်25နဲ့45ကြားထဲမှာအဲ့လိုမျိုးကိုအတွေ့ရောမိသားစုတွေ့ရော maintain လုပ်နေရတဲ့သူတွေအနေနဲ့ဆိုရင်သူတို့အတွက်ဒီဟာလေးကိုလှုပ်ချင်အောင်ပေါ့နော်ဘယ်လိုမျိုးပီထွေးရကြတော့ဒါတကယ်လှုပ်ခဲ့တဲ့သူဆိုတော့လေသူတို့ကိုနည်းလေးပေါ့နော်သူတို့အတွက်အပေးမဲ့စကားလေးပေါ့နော် combat တို့ running တို့ကိုသူတို့အနေနဲ့ထည့်ကျင်လာအောင်ဘယ်လိုလေးထည့်ရမလဲဆိုရလေးကိုပြောပြပေးပါအောင်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဘယ်လိုပြောရမလဲဒီတကယ်တော့ခုနကကျွန်မပြောသလိုပါပဲအဓိကကတော့စိတ်ပါပဲကိုယ့်ရဲ့စိတ်ကိုပြောင်းလဲလိုက်ပေါ့နော်စတင်ပြောင်းလဲလိုက်အခုဒီဟာကိုစပြီးတော့တွေ့ပြီးဒီဟာကိုစပြီးတော့လုပ်တော့မယ်ဆိုရင်အခုလုပ်လိုက်တာဒါအကောင်းဆုံးပဲပေါ့နော်ခုနကပြောသလို body combat ဆိုလဲ music ရှိရင်ရပြီဟာလားဒီကျမတို့ဒီအခုခေတ်ဆိုရင်ဒါဖုန်းထဲမှာ music ထည့်ထားတာတို့နော် bluetooth နဲ့ချိန်ပြီးတော့ပဲဖြစ်တော့မအားဘူးဆိုပေမဲ့ဘယ်မှမသွားနိုင်အိမ်ထဲမှာပဲဆိုဒီကိုယ့်ရဲ့အခန်းလေးထဲမှာ music ဖွင့်ပြီးတော့နော်ဒီလက်သေးဒီထိုးတာလေးတွေနော် music နဲ့အတူဟန်ချက်ညီအောင်လေးတွေကိုကပေါ့နော်ကစားပေးနိုင်မှုပေါ့နော်ချက်ချင်းလှုပ်ဆောင်လိုက်ပါပေါ့နော်အပြေးဆိုရင်လည်းတိုင်းတွေ့ဝင်မနေဘဲနဲ့တခါတည်းအဆင်ပြေတဲ့ဒီကျမတို့ဒီ running shoe တရန်ရှိုံနဲ့ပေါ့နော် running shoe လေးနဲ့ဒီအားကစားဝတ်စုံဟာလားကို performance ကောင်းပေးအပြည့်ပေးနိုင်မှာအားကစားဝတ်စုံတစ်ခုရှိရင်ကိုကျမတို့ကဒီပြေးလန်းကြောင်းပေါ်သွားလို့ရပြီလေနော်လေးဒါချက်ချင်းလှုပ်ဆောင်ဖို့အတွက်ကျမကတော့အကြံပြုချင်ပါတယ်ရှင်ဘယ်ဟာမှနောက်နေ့မှလုပ်မှာဆိုတာတဲ့ချက်ချင်းအကောင့်ထဲပေါ်ဖို့ပေါ့နော်ခုနပြောသူဆရာထက်တန်မှုလေးကိုကိုယ်တိုင်မွေးမြူပေးဖို့နောက်မကြဘူးဆိုတဲ့အကြောင်းဒီအားကစားကဘယ်အသက်အရွယ်မဆိုဘယ်အပိုင်းခြားမဆိုလုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုတော့ကျမနားလေတလောက်တိတလောက်လေးမျှဝေပေးချင်ပါတယ်ဆရာအရင်ကောင်းတယ်ဒီအကြံပေးချက်ကလည်းတကယ်ထိရောက်တယ်ကျွန်တော်နဲ့လည်းတူတယ်ဒီကျွန်တော် mindset တခုရှိတယ်ကျွန်တော်အဲ့ do thing super quick ဆိုတဲ့ဟာကိုကျွန်တော်လုပ်တယ်ဘာလဲဆိုရင်ချက်ချင်းလုပ်တာမားတာမမားတာမှန်တာမမှန်တာတွေကနောက်တခါတာပေါ့နော်ဘာလို့လဲဆိုရင်အဲ့စဉ်းစားပြီးတော့မလုပ်ဖြစ်ခဲ့တဲ့ဟာတွေကအရန်ခုနပြောသလိုမျိုးအချိန်ဆုံးရှုံးတယ် energy ဆုံးရှုံးတယ်နောက်ပတန်မိုးရှိဆုံးကအချိန်ပေါ့နော်အချိန်ပဲဟုတ်အဲ့လိုမျိုးဆိုတော့ do thing super quick ပေါ့နော်ချက်ချင်းစတင်လိုက်ပြောမယ်ဆိုရင် body combat legend ဘာမှမလိုဘူးထလုပ်လိုက်ဖို့ပဲတော့ပြေးခြင်းတယ်ဘာမှမလိုဘူးအိမ်မြို့အတွက်လမ်းစလုပ်လိုက်ဖို့ပဲပေါ့နော်ဆိုတော့ဒီဗီဒီယိုပြောတဲ့အကြံပြုချက်ကလည်းကျွန်တော်ရဲ့အကြံပြုချက်နဲ့တူတယ်ပေါ့နော်ဆိုတော့ဒီအကြံပြုချက်လေးကလည်းအရန်ကိုမှသူတို့အတွက်အထောက်အကူပြုမယ်လို့ယုံကြည်ရဲဒါဆိုရင်နောက်စိတ်ဝင်စားစရာကောင်းတဲ့ဟာလေးပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီစုတွေရခဲ့တယ်ဗီဒီယိုစင်တာစုတွေအများကြီးရခဲ့တယ် running နဲ့ပတ်သက်ပြီးတော့အဲ့ဒါမှအမှတ်အရဖြစ်ဆုံးနဲ့ကိုပျော်ရွှင်မှုအရဆုံးပြေးပွဲလေးရယ်အကြောင်းအရာလေးရယ်အဲ့ဒါလေးကိုပြောပြပါဦးဟုတ်ကဲ့ဆရာဟုတ်ကဲ့ပျော်ရွှင်မှုအဖြစ်ဆုံးနဲ့အမှတ်အရဆုံးပြေးပွဲပြောရမယ်ဆိုတော့ဆရာဒီအခုပြီးခဲ့တဲ့ဒီ2လပိုင်းဒီ9ရက်နဲ့10ရက်ပေါ့နော်ကျင်းပသွားတဲ့ဒီကလောမြို့မှာကျင်းပသွားတဲ့ Glow Tree Run ပေါ့နော်ကျမတို့ကတော့ဒါကဲကို challenge အဖြစ်ဆုံးပေါ့နော်အဲ့ဒီပွဲကကျမတို့အမှတ်တရတွေလည်းအများကြီးပေါ့ဘယ်လိုအမှတ်တရတွေလဲဆိုအမှတ်တရကောင်းကိုအရင်ပြောမယ်ဆိုရင်တော့ကျမရဲ့မိသားစုပေါ့နော် supporting အပြည့်နဲ့ကျမမိသားစုကကျမကိုပွဲမှာလိုက်ပြီးတော့ပါဝင်အားဖြည့်ပေးတယ်အမျိုးသားကလည်းတခုထူးခြားတာအမျိုးသားပါဝင်ပြေးတာပေါ့နော်15ကီလိုမီတာသူလည်းဝင်ပြေးတယ်ဟောဆရာရဲ့အဲ့ဆိုတော့ဘယ်လိုပြောမလဲအဲ့ဒီမှာသားလည်းပါတယ်ဆရာဆိုတော့ဒီပန်းတိုင်မှာဒီ finish line မှာသားရဲ့အမျိုးသားရဲ့ဟိုစောက်နေတယ်ဆိုတော့ဒီ feeling ရအရန်နေကိုပေါ့နော်ကျမတို့ဝမ်းသာရတာပေါ့နော်နောက်တစ်ခုကဒီအခက်ခဲကတော့ဒီပွဲကတော့ကျမတို့ကတကယ်ကိုအခက်ခဲပဲရှိဆုံးပွဲပဲပေါ့နော်ဘယ်လိုတွေခက်ခဲရလဲဆိုတော့ဒီအမောင်ထုကနေပေါ့နော်ဒီအလင်းကိုရောက်တဲ့အချိန်မှာလဲကျမတယောက်တည်းပဲနောက်ဆုံး finish line ကိုရောက်တဲ့အချိန်မှာလဲ
တယောက်တည်းပဲအဲ့ဆိုလမ်းမှာဒီဘာလို့ကိုကတယောက်တည်းပဲဗျာဆရာရတယောက်တည်းဒီလမ်းနေမှားမှာဆိုလို့ဒီစိတ်တွေလည်းဖြစ်တယ်ပေါ့နော်ဒီလမ်းမှားမှာဆိုတဲ့စိတ်တွေဂီယာသုံးရတာတွေဒီဘယ်သူအကူကြီးမှမပါဘူးကိုဟောက်ကိုပေါ့နော်ဆုံးဖြတ်ပြီးမှလာရတာပေါ့နော်အဲ့အချိန်တွေမှာဆိုရင်ငိုချင်တာပေါ့နော်ငိုချင်တယ်အမောင်ဆိုလဲအမောင်ကြီးထဲမှာပေါ့နော်တကယ်တော့ကွာတရေလဲကြောက်တတ်တယ်ခွေးလဲကြောက်တတ်တယ်လူလဲကြောက်တယ်အကောင်လုံးကိုကြောက်တတ်တယ်ဒါပေမဲ့တကယ်ပြိုင်ပွဲရောက်သွားတဲ့အချိန်ကျတော့ပြိုင်ပွဲရဲ့ဇော်နဲ့ဒီငိုချင်တာတွေငိုလဲငိုချင်တယ်ငိုချင်တာတွေလည်းဘယ်ရောက်သွားမှလည်းမသိတော့ဟိုပေါ့နော်အဓိကAED finish line ကိုရောက်ဖို့เนี่ยအန်ဒီရကင်းကင်းနဲ့ပေါ့နော် injury ကင်းကင်းနဲ့ရောက်ဖို့ကဲခေါင်းထဲမှာရှိနေတာပေါ့နော်ငိုချင်တယ်နာချင်တယ်နောက်ပြီးကျရင်1ကီလိုမီတာတစ်ခုပြီးတစ်ခုပြီးသွားတဲ့အချိန်မှာရောက်တဲ့ခါကျတော့လေပျော်တာပေါ့နော်25ရောက်သွားပြီ26ရောက်သွားပြီဘယ်လောက်ပဲကြံတော့တယ်ပေါ့နော်40ကျော်ပြီဆိုတဲ့အချိန်ကျရင်မပြေးချင်တော့မလုတ်ချင်တော့အဲ့ချိန်ကျရင်ဘလို့ကိုယ်စိတ်ကိုဘလို့ပြန်လောက်ရလဲဆိုတော့ငါ40ကီလိုမီတာကြီးတောင်လုတ်ခဲ့ပြီးပြီပဲတကြတဲ့ဟာ30ပဲကြံတော့လားဒီလောက်နဲ့တော့အာမလျှော့နဲ့ရအောင်သွားမယ်ဆိုတဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်နဲ့သွားတော့ဒီပွဲကခန်းစားချက်တွေကဘောင်းစုံပဲအဲ့တော့ကျမတို့ကဒီပွဲကတော့တကယ်ကိုအမှတ်တရရှိဆုံးပွဲပဲဆရာအခုကြားလိုက်တာမှာဆိုရင်ဒီအခုခုနပြောသလိုမျိုး mental ဘိုင်းကိုအရန်ကိုမှ strong ဖြစ်အောင်လုပ်ပြီးတော့မှပန်းနိုင်ကိုသွားရတယ်နောက်တစ်ခုကမိသားစုကိုလည်းဆွဲခေါ်တဲ့ဟာလေးတွေ့ရတယ်ပေါ့နော်မိသားစုကိုလည်းတယောက်တည်းလုပ်နေရမျိုးမဟုတ်ဘဲနဲ့တစ်ဖက်တစ်လမ်းမှာလည်းမိသားစုကိုဒီအားကစားကိုပအောင်ဆွဲခေါ်လာလေးတွေ့ရတယ်ဆိုတော့တခြားသူတွေအဲ့လိုမျိုးဥပမာဆိုရင်တချို့ကြတော့တယောက်တည်းလုပ်တာများတယ်ပြောမယ်ဆိုရင်ကိုဝါသနာပါတာလုပ်ကြတယ်ဒါပေမဲ့ရွှေစင်အားကြတော့ဒီဆွဲခေါ်ပေးတယ်အဲ့ဟာလေးကအရန်ကောင်းတယ်ပေါ့နော်ပြီးတော့အရန်ကိုမှမြင်ရတယ်ပေါ့နော်ဒီဆွဲခေါ်ပေးရဆိုရဟာလေးကတကယ်ကိုမှနှွေးထွေးတယ်နောက်တစ်ခုကဒါကုမိသားစုကိုဒီကောင်းတဲ့ lifestyle ဘက်ကိုဆွဲခေါ်ရဲဆိုတာအရင်ကမှစိတ်ချမ်းသာစရာအကောင်းဆုံးလို့ပြောလို့ရတယ်ဆိုတော့ဒီလိုမျိုးတယောက်တည်းဒီကိုဝါသနာပါလုံနေတဲ့သူတွေအနေနဲ့ဒီလိုမျိုးပေါ့နော်ကုမိသားစုကိုဆွဲခေါ်ဖို့တချို့ကြတော့မဆွဲခေါ်တတ်တာပဲရှိတယ်အဲကြောင့်သူတို့ဘယ်လိုမျိုးလေးအကြံပေးခြင်းလဲပေါ့ဒါကလေဟိုကျမတို့ကဒီအရင်ဆုံးဒီကျမကြီးဘိုင်းနဲ့ပြောရမယ်ဆိုရင်ကျမတို့ကအသက်အရွယ်ငယ်ငယ်ကြီးကြီးဟိုကျမကြီးကအချိန်မေးဖြစ်နိုင်တယ်လေနော်အားကစားကဂျင်မဲဆော့ဆော့ပြေးပြေး body combat ပဲထူကိုယ့်ရဲ့ဒီမိသားစုဝင်ဒီကိုယ့်ရဲ့ဆွေမျိုးသားချင်းသူ့ရဲ့တငယ်ချင်းတွေပေါ့ဆွဲခေါ်တဲ့သူတို့ပါလာတာမပါလာတာကတော့သူတို့ရဲ့နောက်ပိုင်းအပိုင်းပေါ့နော်ကိုကပြောရမှာကိုအပိုင်းပေါ့နော်ကျမဆိုရင်ကျမအိမ်ကကျမအမျိုးသားကျမသားပေါ့နော်ကျမအဓိကတော့ကျမအမျိုးသားပေါ့ကျမမျိုးသားနဲ့ကျမနဲ့ကြတော့ဒီသူကြတော့ဟိုတခါမှလည်းဒီလိုမျိုးတွေအပြေးပြိုင်ပွဲမပြောနဲ့ဆရာရဒီလိုမျိုးတောင်မှသူတို့မလွတ်ဒီတိုင်းရိုးရိုးအားကစားတော်မှာသူတို့မလုပ်ကြအောင်လေမလုပ်တော့ကျမလာခဲ့ပါယောက်ျားရဲ့အဖော်လိုက်ပေးပါမိမတယောက်တည်းဖြစ်နေလို့တစ်ခါလေကြာရင်ကိုကဟိုဘယ်လိုတန်မာခြင်းအောင်သူတို့ရှိရောက်သွားရင်မတန်မာတော့တဲ့ပုံစံမျိုးပေါ့ငါကြောက်တယ်မသွားရဲဘူးအမှန်ကတော့ကိုတယောက်တည်းလုပ်ရင်လည်းရတယ်ဒါပေမဲ့အဲ့ချိန်မှာတစ်ဖက်ကမျိုးသားဟိုင်ငါ့ကိုအရန်အားကိုးနေတယ်ပေါ့နော်အမျိုးသမီးတွေနဲ့အဲ့ဒါလေးပေါ့တစ်ခုပေါ့နော်တစ်ခါလေကြာရင်ကျမတို့ကအရန်တန်မာပြချင်တာလေနော်တချို့နေရာတွေကြတော့ဟိုတန်မာတာမကောင်းပေါ့နော်အဲ့လိုမျိုးလေးကြာယောက်ျားမိမတယောက်တည်းမသွားရဲလို့လိုက်ခဲ့ပြီအောင်အဲ့ဒါတခါခေါ်ရင်တော့လည်းမပါဘူးပေါ့ဘာကြောက်မှာဘာကြောက်ဆရာရှိတော့သွားပေါ့ဒီပတ်ဝန်းကျင်ပဲဒီပတ်ဝန်းကျင်ကလူတွေပဲဒီဘာကြောက်ဆရာလို့လဲဆိုရင်မဟုတ်ဘူးမတူဘူးလေကွာကိုအမျိုးသားပါတော့ feeling ကတစ်မျိုးပဲလေလိုက်ခဲ့ပါဆိုအဲ့ဒီမှာသူတို့ကဟာငါမိမငါ့ကိုအားကိုးတယ်ဆိုအဲ့မှာကိုသူတို့စိတ်ထဲမှာဖြစ်သွားတာပေါ့နော်ဖြစ်သွားတာသူကလိုက်လာရင်ねဟိုရောက်တဲ့ခါကျရင်ဒီတိုင်းထိုင်နေမဲ့တူလုံလေးဂျင်ဆော့လိုက်လောမန်ပါကြီးတွင်းလိုက်ရောပီတီငှားလိုက်အဲ့လိုပေါ့နော်တစင်ချင်းဆွဲခေါ်ရတာပေါ့နော်အများသောအားဖြင့်ဆိုရင်ဒါဂျင်ထဲမှာဆိုရင်ဆော့ကြတာကအရွယ်မရွေးလေနော်ဟိုမျိုးသားလည်းရှိတယ်မျိုးသမီးလည်းရှိတယ်နောက်ဆုံးဒီအရွယ်မရွေးတွေရှိနေတဲ့ခါကျတော့လေတခါတလေလဲမတင်တော်ဘူးလေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဆရာနည်းနည်းတော့ပြောရတာပေါ့နော်ဟာအမျိုးသားပါတော့ဘာပဲဖြစ်သူများကိုလေးစားတယ်ဘာညာပေါ့နော်စကလုံးလေးတွေတုံးပြီးတော့ကိုကလည်းပြောရတာပေါ့သူတို့အားကိုးတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့လိုမျိုးဆွဲခေါ်ရင်ကနေပဲသူတို့လည်းလုံရင်းနဲ့ဒါလေးကကိုအကျိုးပြုပါလားဆိုတော့သူတို့ကိုယ်တိုင်သိလာတာဆရာတခါတချို့အရာတွေကကြတော့လေဒါကောင်းတယ်ဆိုတာကိုသူတို့ကမသိသေးဘူးဒါပေမဲ့လှုပ်ကြည့်လိုက်မှဟာဟုတ်တယ်ဟာကျမကြီးမှာဘလို့တွေအထောက်အကူပြုတယ်ကျမမျိုးသားဆိုရင်ရဆိုသွေးကြစေသွေးထိန်စေအမြဲတမ်းတောက်ရတယ်ဆရာသွေးထိန်စေတောက်ရတယ်ဒါပေမဲ့ဒီအားကစားကိုလှုပ်လိုက်တဲ့အချိန်မှာသူသွေးထိန်စေမတောက်ရတော့စစချင်းကတော့ကျမခေါ်ရင်တော့သူညင်းတယ်ဒါပေမဲ့ကျမအလုပ်ပါကြောက်လို့ပါမသွားရဲလို့ပါလို့ခေါ်တော့သူမနေနိုင်လို့တာသူလိုက်လာရင်လည်းလုံရင်းရတယ်နောက်ပိုင်းမှာသူတောက်နေတဲ့သွေးထိန်စေကိုသူမတောက်ရတော့
အဲ့ तू မတောက်ရတဲ့အချိန်မှာ तू ကအဲ့ဒီ feeling ကို तू ကြိုက်သွားမိုက်တယ်ဗောအားကစားလုပ်တာ तू ရဲ့ဒီသွေးထင်းစေးတောင် तू မတောက်ရတော့ဆိုအဲ့လိုမျိုးလေးတွေဗောဆရာဖြည်းဖြည်းချင်းတော့ဆွဲခေါ်တာဗောဒီထဲမှာလည်းအိမ်အောင်ရှင်မျိုးသမီးတွေနေနဲ့လည်းအဲ့လိုဗောကိုမျိုးသားဗောတခါလေးကအရန် strong woman ဖြစ်တယ်ဆိုတာမပြဘဲနဲ့ကျမတို့လည်းပြောညံ့ပါတယ်ဗောတခါလေးကိုတို့ရှိမှဗောမျိုးသားရှိမှဖြစ်မှာပါဆိုတဲ့ဟာလေးတွေကွာညံ့လေးသုံးပြီးတော့လောက်ရတာဗောနော်ကောင်းတဲ့ဘက်ကိုကိုကဆွဲခေါ်ချင်တာအောင်လေနော်ဒါဆိုရင်ဒါလောကတွေ့ကြုံကနေကိုယ်တိုင်တွေ့ကြုံကနေပြောပြတဲ့ဟာဆိုအရန်ကိုမှအထောက်အကူဖြစ်လောက်တယ်ဟုတ်ကဲ့ကိုယ်တိုင်တွေ့ရတဲ့အတွေ့အကြုံကနေတစင်ဒါအလုပ်ဖြစ်ခဲ့တဲ့ဟာကိုပြောပြတာဆိုတော့ဒီအကွက်ကိုသုံးမယ်ဆိုရင်တော့ဒါအလုပ်ဖြစ်ကိုဖြစ်တယ်ပေါ့နော်ဟုတ်တယ်ဖြစ်ကိုဖြစ်တယ်အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်ဟုတ်ပါရဲ့ဒါကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင်လည်းဒါ strong ဖြစ်ချင်တဲ့ဟာကကောင်းတော့ကောင်းတယ်ဒါပေမဲ့အများတန်းကြီးတော့မကောင်းဘူးပေါ့နော်အဲ့လိုမျိုးအဲ့ဒီဟာလေးလည်းမြင်လဲရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ lifestyle တစ်ခုမှာဆိုရင်လေ့ကျင့်ခန်းတွေနဲ့တွဲတာကခုနပြီးပြောလိုက်သလိုမျိုးကိုယ့်ရဲ့အခက်အခဲတွေပြဿနာတွေဒီဟာတွေကိုသုံးဖို့လောင်စာအဖြစ်ဖြုံးဖို့နေရာမရှိဘူးဆိုရင်လူတွေအားလုံးကကြတော့ဘာဖြစ်နေလဲဆိုတော့ depression ဝင်တယ် emotion တွေများတယ်နောက်ခန္ဓာကိုယ်ကျန်းမာရေးရရောခန္ဓာကိုယ်ပုံစံတွေအစလုံးဝ negative ဘက်ကိုသွားကြတာများတယ်လေဆိုတော့ဒီလိုမျိုးကိုယ့်ရဲ့အခက်အခဲပြဿနာတွေနောက်တစ်ခုကကိုယ့်ရဲ့ stress တွေပေါ့နော်ဒါတွေကိုအကောင်းဆုံးဖြေရှင်းပေးနိုင်မယ်ဒီ body combat လိုမျိုးလေ့ကျင့်ခန်းတွေနောက်တစ်ခုကဒီ running တွေပေါ့နော်အဲ့လိုမျိုးဟာတွေကိုလှုပ်ဖြစ်ခဲ့တဲ့အပေါ်မှာရောကိုပေါ့နော်နောက်ထပ်ဘယ်လောက်ထိလှုပ်ဆောင်ဖို့between နေနဲ့ target vision တွေ target ထားရရှိလေဒါလေးလေစိတ်ဝင်စားရပါတော့အဲ့ဆို between နေနဲ့ရှင်းပြပေးပါအောင်ကျွန်မကဒီအားကစားကိုအရင်ကြိုက်သွားတယ်ဆိုတဲ့အထက်မှာပါလာပြီပေါ့နော်မလုပ်ရရင်မနေနိုင်တော့ဘူးပြေးမှမဟုတ်ဘူး body combat ပဲဖြစ်ဖြစ် boxing ပဲဖြစ်ဖြစ်ကျွန်မလုပ်ချင်တဲ့အရာတွေအရင်များနေတာအဲကြောင့်သူများတွေကတီးတဲ့မိတ်ဆွေတွေကဟုတ်သေးရဲ့လားလို့ပေါ့နော်တကယ်တော့ကိုလည်းပြန်ကြည့်ဟုတ်သေးတယ်ပေါ့နော်လုပ်ချင်တာတွေအရင်များနေ body combat ဆိုလဲကျွန်မဆော့သွား join ချင်တယ်ဒီပြေးဆိုလဲပြေးချင်သေးတာနောက်ကျရင်ဒီပြေးတာတော့မှကျွန်မသူချို့ဆိုရင်ဒီ tree ဆို tree တစ်ခုကိုပဲပြေးကြတယ်ပေါ့နော်ဒါကျွန်မတွေးမိတာကိုပြောပြရနော် marathon ဆိုလဲဒီ marathon ပဲ focus ထားပြီးတော့သူများပြေးရပေါ့နော်ဒါပေမဲ့ကျွန်မ marathon လဲကျွန်မပြေးချင်သေးတယ်နောက် tree running နေလဲကျွန်မအရင်ပေါ့နော်လုံးဝ danger ပေါ့နော်တကယ် adventure ဖြစ်မဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးဖြစ်မဲ့ဟာတွေလဲကျွန်မတွေးဘူးချင်သေးရပေါ့နော်နောက်ဆိုတစ်ခါကျွန်မကြောက်တတ်တဲ့သူကိုကျွန်မကြောက်တတ်တဲ့သူဆိုတော့ခါကြတော့အဲ့ကြောက်တဲ့စိတ်ကိုမရှိချင်တော့ခါကြတော့ဖြည်းဖြည်းချင်းပေါ့နော်ချစ်ချင်းလည်းငယ်ဒီကြောက်တဲ့အရာကိုတွေးရတာထက်ဖြည်းဖြည်းချင်းကုစားတာပေါ့နော်အခုဒီကလောပွဲဝါဆိုလဲအမောင်လဲကြောက်တယ်တရဲလဲကြောက်တယ်ခွေးလဲကြောက်တယ်ဒါပေမဲ့ဖြည်းဖြည်းချင်းပေါ့နော်ဖြည်းဖြည်းချင်းကုစားရကွာဒါလေးတွေတကယ်သွားတွေးလိုက်တဲ့အချိန်ကျတော့လဲဒါကြီးကတကယ်ဟုတ်မနေဘူးဆိုတဲ့အဖြစ်ကိုရလိုက်တဲ့အချိန်မှာကြောက်စိတ်ကလေးကအရင်က100လောက်ရှိတယ်ဆိုရင်အခုတဖြည်းဖြည်းနဲ့တော့ပါလာပြီပေါ့ဆရာအဲအကြောင်းမလို့ကိုကတော့ဒီအားကစားရည်နဲ့ပတ်သက်လာရင်ကျမရဲ့ဒီ live ဘဝမှာပေါ့နော်ပျော်ပျော်ရွှင်ရွှင်လည်းအလုပ်လုပ်မယ်ဖက်မှာလည်းinjury ကင်းနဲ့ကိုကြိုက်နှစ်သက်တဲ့ဒီကစားနည်းတွေကိုကျမပုံစံမျိုးစုံပေါ့နော်ကျမကတော့ဆက်ပြီးတော့သွားမယ်လို့တော့စိတ်ကူးထဲမှာထည့်ထားတယ်ရလုံနိုင်ဖို့လဲကျမဆန္ဒပြုတယ်လုံနိုင်အောင်လဲကျမအကုန်လုံးကိုဟန်ချက်ညီအောင်ကျမဘက်ကဘာတွေလိုလဲပေါ့နော်ပြင်ဆင်သွားဖို့အစီအစဉ်တွေရှိပါတယ်ဆရာဟုတ်ပါတယ်ကျွန်တော်တို့ဒီကိုအရင်ဆုံးဒီလိုမျိုးယုံကြည်မှုရှိတာပေါ့နော်ကိုအရင်ဆုံးယုံကြည်မှုရှိတယ်ဒါတွေကိုလုံနိုင်ရမယ်ဒီလိုမျိုးကိုယုံကြည်မှုရှိတာကတော်တော်များများပြဿနာတွေကိုကြော်ဖြတ်နိုင်ပြီးသားဖြစ်တယ်ပေါ့နော်ပုံမှန်လူတွေဆိုရင်တော်တော်များများကဒီလိုမျိုးယုံကြည်မှုမရှိကြတာများတယ်ကျွန်တော်တို့ဆိုရင်ဘာလို့အဲ့လိုမျိုးယုံကြည်မှုရှိနေနိုင်တာလဲဆိုတော့ဒီ body combat လိုလေ့ကျင့်ခန်းတွေ running လိုမျိုးလေ့ကျင့်ခန်းတွေဒီလိုမျိုးဟာတွေကိုလှုပ်ထားတဲ့သူတွေကကြတော့ပြောနိုင်တယ်ပေါ့နော်ပြောနိုင်တယ်ပြဿနာတွေတော်တော်များများကိုရင်ဆိုင်နိုင်တယ်ဆိုတာကလူတွေကခန္ဓာကိုယ်နဲ့ရင်ဆိုင်နေတာမဟုတ်ဘူးပေါ့နော်ဒီကိုယ့်ရဲ့ mental နဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရင်ဆိုင်နေကြတာများတယ်ဥပမာကျွန်တော်တို့ခန္ဓာကိုယ်ကအစိုက်ထိုးမှုကခဏနဲ့ကုန်သွားနိုင်တယ်လေနောက်ပိုင်းတောင့်ခံထားမှာစိတ်နဲ့ပဲတောင့်ခံထားမှာပြဿနာတွေကိုအခုနောက်ပိုင်းဆိုရင်ဒါပြဿနာတွေအများဆုံးကာလလို့ပြောလို့ရတယ်ဒီကာလကကြောဒါပေမဲ့ချိုးဆိုရင်အရှုံးပေးသွားကြတဲ့သူတွေများတယ်လေအရှုံးပေးသွားကြတယ်နောက်ဆုံးကိုယ့်ကိုအဆုံးစီရင်တဲ့သူတွေတောင်များလာတယ်ဒါက mental ဘိုင်းမှာဒီလိုမျိုးလေ့ကျင့်ခန်းတွေမလုပ်ထားတဲ့အတွက်ကြောင့်မို့လို့ထင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့မြင်တယ်ဒီလိုမျိုးဆိုတော့ဒီ body combat လို့ running လို့လေ့ကျင့်ခန်းတွေကိုကျွန်တော်ကတော့အများလုပ်ဖို့တိုက်တွန်းတယ်
ဘာလို့လဲဆိုရင်ပြောနေမှာပဲကျွန်တော်တော့ရှောက်ပြောနေမှာပဲလောက်ကြပေါ့နော်သူတို့အတွက်ပါပဲအဓိကတော့ကျွန်တော်ပြောရဲဆိုတာလေနောက်ပိုင်းစိတ်ပိုင်းဆိုင်ရာတန်မာတဲ့သူပဲအသက်ရှင်မယ်လို့ယုံကြည်ရပေါ့နော်အဲ့ဒါဆို running ပဲဖြစ်မယ် body combat ဖြစ်မယ်တခြား sport တွေစသဖြင့်ပေါ့နော်အဲ့လိုလေ့ကျင့်ခန်းတွေကိုကိုယ့်ရဲ့ career မှာပေါ့နော်အဖြစ်မနေထဲဖို့အတွက်တော့ကျွန်တော်ကအကြံပေးခြင်းတယ်ပြီးတော့တကယ်ကိုမှဒီ running ဘက်မှာလည်းလှုပ်လာတယ်ပေါ့နော်လှုပ်လာတွေ့ရတယ်ဒါဆိုရင်ကျွန်တော်တို့မျက်စိရှိမှာပဲဗီဒီယိုဆင်ဒါရှောက်ရေးတာတွေနောက်တစ်ခုကဒီ body combat ဆော့တာတွေနောက်တစ်ခုတခြား sport တွေကိုလည်းလုပ်တယ်အဲ့ဒီအခါမှာဆိုရင်အခုကိုပေါ့နော်တွန်းအားပေးစေတဲ့အချက်ကဘာဖြစ်မလဲကိုတွန်းအားပေးစေတဲ့အချက်ကတော့မိသားစုကိုချစ်လို့ပေါ့နော်အဲဆိုတော့ကျမတို့ဒီလူအမျိုးမျိုးပေါ့နော်တွေ့ရတဲ့ထဲမှာဆိုရင်တချို့ကြတော့ခံယူချက်ကြတော့တစ်မျိုးပေါ့နော်ကျမရဲ့ခံယူချက်ကကြတော့မိသားစုချစ်တဲ့အတွက်ကျမကြီးလိုက်စားရမယ်တချို့ကြတော့လည်းမိသားစုချစ်လို့ငွေရှာကြတယ်အားလုံးကတော့ချစ်ကြတာတော့အားလုံးအတူတူပဲချစ်ကြတယ်ကိုမိသားစုကိုဒါပေမဲ့ချစ်ပုံချစ်နည်းမတူကြတာပေါ့နော်အဲ့မှာချစ်ပုံချစ်နည်းမတူကြတဲ့ခါကျတော့ခုနကပြောတဲ့လှုပ်ဆောင်ချက်တွေကကွာသွားတာပေါ့နော်ငါပတ်စံရှာနေတာငါမိသားစုအတွက်ပဲအဲ့မှာမနမိုးလင်းကနေကပတ်စံညနေမိုးချုပ်လဲပတ်စံအဲ့လိုပေါ့နော်အဲ့မှာကိုကချစ်ဖို့အချိန်လည်းမရှိဘူးကိုမချစ်တော့ဘူးဆိုတေးကြတယ်သူများကိုချစ်ဖို့လည်းမမြင်တော့ဘူးပေါ့နော်အဓိကကိုအရင်ချစ်ဖို့ကိုချစ်မှသူများကိုလည်းအားကစားလုပ်တယ်လို့ပဲပေါ့နော်ကိုအရင်လုပ်တယ်ကိုမှအကျိုးထူးတယ်ဆိုတာကိုသိသွားတဲ့အချိန်ကျတော့ကိုပတ်ဝန်းကျင်ကလို့ကိုမိသားစုကိုဆွဲခေါ်တယ်လို့ပဲပေါ့နော်အဲ့တော့ကျမမိသားစုကိုချစ်တော့ခါကြတော့ကျမတို့ဒီကျမ်းမာမှာဘဝမှာနေရတာပြောမှာနံပါတ်1ကအရေးကြီးတာတချို့တွေကြတော့လေဒီလိုပေါ့နော်လူအမျိုးမျိုးရဲ့ဒီတတ်မှတ်ချက်တွေပေါ့အဲ့ဒီမှာပတ်စံရှိမှကိုမိသားစုကိုချစ်လို့ရမှာအဲ့လိုမျိုးအတွေးမြင်တာပေါ့နော်တကယ်တော့မဟုတ်ဘူးကိုကကျမရဲ့အတွေးကြတော့ကျမကျမ်းမာမှာကျမမိသားစုကိုချစ်လို့ရမှာကျမကျမ်းမာနေတယ်ကျမအလုပ်ဆက်လုပ်လို့ရမယ်ပေါ့နော်ကျမရဲ့အဓိကဖြစ်တယ်အဲ့လိုမျိုးကျမ်းမာဖို့အတွက်ဆိုရင်ကျမတို့ဘာလုပ်ရမလဲတနေ့ကုန်လုံးပတ်စံရှာနေလို့တော့မရတော့ကျမတို့အတွက်ဒီကျမ်းမာရေးလုပ်ဖို့အတွက်တနာရီဆိုတနာရီပေါ့တနေ့ကိုပေါ့နော်ကိုဘယ်လောက်လုပ်နိုင်လဲ2နာရီဆို2နာရီတော့ကျမတို့ကတတ်မှတ်ချက်တစ်ခုတော့ပေးရတော့မှာအဲ့တတ်မှတ်ချက်ပေးရမှာပေးတဲ့အချိန်မှာကိုတယောက်တည်းပဲလားစောစောကပြောသလိုမိသားစုတွေပါမှာလားမိတ်ဆွေတငယ်ချင်းတွေပါမှာလားကိုချစ်တဲ့သူတွေကိုကိုကအနီးနားလူတွေကိုတော့ကိုအမြဲတမ်းပြောပေးနေရမှာဆရာတို့အခုပြောသလိုပေါ့နော်body combat ထိုးဖို့ running ပြေးဖို့တွေပေါ့နော်ဒီအားကစားတစ်ခုခုလှုပ်ဆော်သလိုပေါ့ကျမကလည်းကျမရဲ့အဝင်းဝိုင်းလေးထဲမှာကျမမိသားစုကိုဟာလာဘာလုံးမှလည်းတစ်ခုခုတော့လှုပ်မနမိုးလင်းလာရင်ဒါအလုပ်ကိုဦးစားပေးပြီးလုပ်မှာလားဟုတ်ပြီအလုပ်ပြီးပြီဆိုတော့ပြီးတော့မှမဟုတ်ဘူးကိုအတွက်အချိန်တစ်ခုပေါ့ပေးရကျမရဲ့ခံယူချက်ကတော့ကိုမိသားစုကိုချစ်တဲ့အတွက်ကျမကဒီကျမကြီးလောက်ရမယ်လို့တော့ခံယူတာပဲအိမ်တော်ရှင်မျိုးသမီးတွေပေါ့နော်အထူးသဖြင့်ပေါ့သူတို့ကအလုပ်များတယ်လေများတဲ့ခါကျတော့သူတို့အနေနဲ့ဒီကိုယ့်ရဲ့အချိန်တွေကြားတွေကနေမအားတဲ့အချိန်တွေကြားတွေကနေလုံးဝအဲ့လိုမျိုးကိုမချစ်ဘဲနဲ့ကိုမိသားစုအတွက်လည်းဂရုစိုက်တယ်ဆိုပေမဲ့အချိန်ပေးနေရတဲ့ကြားထဲမှာသူတို့ကိုလုံးဆောင်မှုပေါ့နော် mental ဘိုင်းမှာအရင် strong ဖြစ်ဖို့ပေါ့နော် strong body strong mindset ဖြစ်ဖို့ပေါ့နော်သူတို့ကိုဘယ်လိုမျိုးလေးပြောချင်လဲပေါ့ဟုတ်ကဲ့ဆရာဒီကဒီခုနဆရာပြောလိုက်တာဒီအိမ်အောင်တဲ့အမျိုးသမီးတွေအတွက်ပေါ့နော်ဒီကတော့အိမ်အောင်တဲ့အမျိုးသမီးတွေအတွက်ကျမတို့ဒီအိမ်အောင်တဲ့မျိုးသမီးတွေတော်တော်များများမှာဒါအားလက်ချိန်ကိုပိုင်ချိန်ရဖို့တော်တော်ခက်ခဲတယ်လေနော်အရှိမပြောခဲ့တယ်လို့ပဲသာသမီကိစ္စတွေမိသားစုကိစ္စပေါ့နော်တချို့ဆိုရင်ဒီစီးပွားရေးကိုကိုယ်တိုင်ဥဆောင်ပြီးတော့လုပ်နေရတဲ့အမျိုးသမီးတွေလည်းအများကြီးပဲရှိတယ်လေနော်ဒီကြားတဲ့ကိုယ့်ရဲ့ဒီ relationship နဲ့လည်းကိုကဘယ်လိုပြောမလဲအချိန်ပေးရတဲ့ဟာတွေလည်းရှိတယ်လေနော်အဲ့အတွက်ဒီအိမ်အောင်ရှင်မျိုးသမီးတွေကိုပြောချင်တာကတော့ကိုယ့်ရဲ့မိသားစုကိုလည်းဦးစားပေးကိုယ့်အတွက်လည်းကိုဦးစားပေးဖို့ပေါ့နော်အားကစားကိုအများကြီးမလုပ်နိုင်တော့မှခုနဆရာပြောသလိုပေါ့ပဖြစ်မဲ့ဒီ music ရှိရုံနဲ့ဆော်လို့ရတဲ့ဒီ body combat မျိုး1ရက်2ရက်လောက် join ပြီးရင်ဒီ music လေးကို rap ဆော်မလားเนาะတကယ်ချင်းနေနဲ့ပဲစူပြီးတော့ပဲတနေရာမှာပဲဆော်မလားဆော်လို့ရတယ်ဒီเนาะအချိန်လေးတစ်ခုလေးကိုတတ်မှတ်ပေးဖို့ပေါ့เนาะကိုလောက်တော့မယ်ဆိုရင်လည်းမနေ့ပြန်မှဆိုတာချက်ချင်းစတင်ဖို့ပေါ့เนาะအဲ့ဒါလေးကိုတော့ကျွန်မအနေနဲ့အကြံပြုချင်ပါတယ်နောက်ဆုံးအပေါ်ပါဆုံးနဲ့အထီရောက်ဆုံးဖြစ်တဲ့အပြေးပေါ့เนาะ running shoe ပေါ့เนาะ daily ဝယ်လို့ရနိုင်တဲ့စီးလို့ရနိုင်တဲ့ running shoe လေးနဲ့အဝတ်စားတစ်စုံရှိရင်ကျွန်တော်တို့ဒီပြေးလမ်းကြောင်းပေါ့လေသွားလို့ရပြီဒါလေးကိုလည်းမနက်ခင်းမဲ့ဖြစ်ညနေခင်းမဲ့ဖြစ်နောက်ဆုံးရှင်မှာပဲဖြစ် treadmill ပေါ်မှာလည်းပြေးလို့ရတယ်အဲ့ဒါလေးတွေကိုတော့အချိန်တစ်ခုအနည်းဆုံးနိုင်ဝက်ကနေတနာရီလေးအချိန်ပေးဖို့အတွက်ကျွန်မအနေနဲ့အချိန်ပေးနိုင်အောင်ပေးဖို့တိုက်တွန်းချင်ပါတယ်ကျွန်မကြီးကအဓိကမှုလို့ပါအခုခေတ်ကြီးမှာလူတွေဒီပေါ့နော်အမျိုးမျိုးပြောင်းလဲနေတဲ့ဒီခေတ်ကြီးထဲမှာစိတ်တွေကအရန်နေထိရှလွယ်တာပေါ့နော်ဆရာစိတ်ကိုအဓိကအယုံဆုံးဘယ်လိုမျိုးတိဆောက်အောင်လဲဆိုရင်ကိုလုံနေတဲ့ဟာကျွန်မတို့ဒီတချို့ဆိုပြောတယ်လေဆရာရဲ့ယူနေရလားလမ်းမပေါ်မှာပြေးနေတယ်လို့အဲ့လိုမျိုးပေါ့နော်ဒါဒီစကားတွေကိုနားမထောင်ဘူးပေါ့နားမြောင်ဘူးပေါ့နော်ကိုယ့်ရဲ့ဥတီချက်ပေါ့
နော်ကိုယ့်ရဲ့ဥတီချက်ကကိုယ်တိုင်ပဲတည်တာဖြစ်တဲ့အတွက်အပြင်ကပြောတဲ့စကားတွေနားမရအောင်မို့ကိုလောက်ရမယ့် target ကိုပဲကိုတစ်ခုကိုပဲကိုရအောင်သွားဖို့အတွက်အကြံပြုချင်ပါတယ်ဆရာရန်ကုန်မှာကောင်းတဲ့အကြံပြုချက်ပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနှစ်ပယ်မှာဆိုရင်လည်းအပြေးတွေနောက်တစ်ခုကတခြား sport တွေကနှစ်ပယ်မတူကြပေမဲ့ပါလဲဆိုရင်ဘက်နိုင်တဲ့စီကံရှိဖို့အဓိကဆိုတာကိုပြည်တွင်းအနေနဲ့ကလည်းတည်တည်ပြနေတယ်နောက်တစ်ချက်ကကြတော့ဒီလက်ကျင်ငန်းတွေပြီးတော့ဒီဘဝမှာဆိုရင်ဒီအလုပ်ကြီးပဲမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဝါသနာကိုမိသားစုနောက်တစ်ခုက balance မြောက်အောင်ထိန်းနိုင်ဖို့ဆိုတာကအဓိကကြတာပေါ့နော်သူကတစ်ဖက်ထဲမှာအရင်ကြီးဟိုအားဆိုင်လိုက်ပြန်လဲကျမရေးထိခိုက်တာတွေနောက်တစ်ခုက relationship ပြဿနာတွေဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီဟာကိုကိုအနေနဲ့ယုံကြည်မှုရှိ balance ဖြစ်အောင်ထိန်းထားနိုင်တယ်ဆိုတာပြည်တွင်းအနေနဲ့တည်တည်ပြနေတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးမှုလေးကတကယ်ကိုမှ value ရှိတယ်တန်ဖိုးရှိရဲ့ဆွေးနွေးမှုဖြစ်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ဒီဆွေးနွေးမှုလေးကိုစိတ်ဝင်စားနဲ့လာရောက်ပြီးတော့ဆွေးနွေးပေးတဲ့ပြည်တွင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြည်တွင်းအနေနဲ့ရောကျွန်တော်တို့ဒီ body combat မှာတခြားဟွာလေးမေးချင်တာလေးရှိသေးလားနောက်တစ်ခုက body combat နဲ့ပတ်သက်ပြီးတော့တခြားပြည်တွင်းအနေနဲ့စိတ်ဝင်စားတာလေးရှိရင်တခါတည်းမေးပေါ့နော်ဟုတ်ကဲ့ body combat နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာတွေစိတ်ဝင်စားလာတွေရောအများကြီးရှိတယ်ဆရာပွင့်လင်းပြောရရင်တော့ကျွန်မဒီထဲဝင်ဘယ်လိုပြောမလဲအချိန်ပေးပြီးတော့မစော့ဖြစ်သေးတော့ခါကြတော့လေဒီ music တပုတ်နဲ့တပုတ်ကူးသွားတဲ့အချိန်တွေမှာဟိုဘယ်လိုပြောမလဲတစ်ခါလေးကြာရင်ကိုကဒီရဲ့ music နဲ့ဒီဟိုနဲ့ကိုဟန်ချက်ညီအောင်မစော့တတ်သေးတဲ့အချိန်ကြရင်တော့နည်းနည်းတော့တွေ့ဝေတာပေါ့နော်အရန်ခတ်တယ်ပေါ့နော်အရန်ခတ်တယ်ဆိုတဲ့ဟာလေးတွေဖြစ်တယ်အဲ့ဒါကို music နဲ့ဒီကိုယ့်ရဲ့လှုပ်ရှားမှုနဲ့ဒီ performance နဲ့ music နဲ့ပေါင်းပြီးတော့ဘလိုလေးတွေများနောက်ဆိုရင်တော့ဒါအချိန်တစ်ခုပေးပြီးတော့ဒါ class တွေက join တော့မှာဆိုတော့လေအခါလေးကိုရတဲ့အကွက်တွေကြရင်တော့ကိုယ်စိတ်ကထက်သန်နေရပါတော့ဒီတပုတ်ငါရတယ်ဆိုပြီးတော့ပေါ့နော်နောက်ပိုင်းရောက်လာတဲ့ခါကျရင် energy ကလည်းကုန်ကျင်နေပြီအကွက်တွေကလည်းမမိဘူးချိတ်ဆက်လို့လည်းများတဲ့ခါကျရင်စိတ်ကလေခုန mental နဲ့ပဲသွားလိုက်ရတာငါဟိုပေါ့တနားကြီးပြအောင်စော့မယ်ပေါ့ငါတလောက်တော့စော့ပြီးပြီပေါ့ဆိုတော့စိတ်နေတာသွားလိုက်ရတာအဲ့ဒါမချိတ်မိဘူးဆရာ Okay အခုဒီ body combat ကိုဘာလို့လူတွေကြိုက်လာကြလဲ body combat ကိုအရင်အခုနောက်ပိုင်းမှာ trend ဖြစ်လာကြလဲဆိုတော့ body combat ကလူတိုင်းလိုက်လုံနိုင်တယ်ပထမတစ်ချက်ပေါ့နော်လူတိုင်းလိုက်လုံနိုင်တယ်အရင်နောက်တစ်ခုက body combat ကိုခက်လားလို့မေးလိုက်ပြီဆိုရင်တချို့ခက်တယ်လို့ဖြေကြတယ်ဒါပေမဲ့လူတိုင်းလိုက်လုံနိုင်တယ်ဆိုတာလွယ်ကူယူရှင်းလို့ပေါ့နော်ဆိုတော့ body combat မှာကယူရှင်းတကယ်တမ်းကျတော့ယူရှင်းတယ်အဓိကကျွန်တော်တို့ class တစ်ခုပြရဲဆိုရင်ဒါကျွန်တော်တို့အခုနောက်ပိုင်းပေါ့နော် instructor official ဒီ certificate instructor ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်ဒါကျွန်တော်တို့ကသူများကို coaching လုပ်ပေးရတဲ့အခါကျတော့သူတို့နားလည်လွယ်မဲ့ဟာမျိုးတွေနောက်တစ်ခုက preparation လုပ်ရတာပေါ့နော်သူတို့ကိုအရင်ဆုံးဒီ track ထဲမှာဆိုရင်ဘာလေးတွေပါတယ်နောက်တစ်ခုကဘယ်အကွက်လေးတွေမှာဘယ်လိုချိန်သွားရဲဆိုတာသူတို့ကိုအရင်ကြိုပေးသိထားတယ်ဒါက participant တွေလာရောက် join တဲ့ participant တွေအနေနဲ့သူတို့စိတ်ထဲမှာလွယ်သွားတယ်ဆိုရင်ခံစားချက်လေးရသွားတော့class ကမြန်ဆိုင်နဲ့ပျော်စရာကြီးဖြစ်သွားတာအဲ့လိုမျိုးဒီ participant တွေကို preparation မလုပ်ပြီးတဲ့အချိန်တုန်းကဆိုရင်စင်ဘော်ကတက်စင်အောက်ကတက်လွဲနေတာအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဟုတ်တယ်ဆရာဟုတ်တယ်အခုပီထွေးပြဿနာကလည်းဒါပဲဖြစ်မယ်ပီထွေးပြဿနာကလည်းအဲ့လိုမျိုး preparation လေးအရင်မလုပ်ထားတဲ့အခါကျတော့ဟိုစင်ဘော်ကတော့အာဂျူမန်တင်နဲ့လုတ်ပြနေတယ်ဒါပေမဲ့အောက်မှာတော့ဘာလို့လို့မသိဘူးအဲ့လိုမျိုးဖြစ်သွားတာပေါ့တကယ်တမ်းကျတော့လွယ်တယ်လေတကယ်တမ်းကျတော့လွယ်ပါတယ်ဟုတ်ကဲ့ဆိုဟိုဘယ်လိုပြောသူကတချင်းကလည်း10ပုတ်ပဲရှိရလေတချင်းကလည်း10ပုတ်ပဲရှိရတပုတ်ပြီးမှတပုတ်လာမယ်ပထမအပုတ်က1 app လုပ်မယ်ဒုတိယပုတ်က combat training လုပ်မယ် power training နောက်အဲ့လို combat training power training သူကအဲ့လိုလေးပဲတစ်ဆင့်ပြီးတစ်ဆင့်နောက်ဟို track 7ဆိုရင်မွေထိုင်းမပြောင်းလဲဘူး track 7ဆိုရင်မွေထိုင်းပဲမွေထိုင်းမှာဒူးတွေတတောင်တွေသွားမယ်ဒါအကုန်သိတယ်အဲ့လိုမျိုးအဲ့လိုမျိုးလေးဒီလားအဲ့လိုမျိုးနားလေအရင်ဆုံးအဓိကကတော့ကျွန်တော်တို့ပြပေးတဲ့ instructor တွေကဒါ participant တွေကိုရှင်းပြရမယ်ပြောပြရမယ်နောက်တစ်ခုကခုနစင်တာကျွန်တော်တို့ ਨੇ join တဲ့သူတွေ ਨੇ အပေါ်ကနေတကယ်စီဖြစ်နေရဆိုတဲ့ဟာတွေမြင်ရရပေါ့နော်ဆိုတော့ဒါ between မေးလိုက်တဲ့ဟာလေးစင်လဲဒါတကယ်ကိုမှအကျိုးရှိတယ်နောက်တစ်ခုကကျွန်တော်အနေနဲ့ဆိုရင်လည်းတကယ် class တွေမှာဆိုရင်လည်းဒီနီလန်းလေးကိုသုံးတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်အဲအကြောင်းအခုဒီ body combat class တွေမှာဆိုရင် join တဲ့သူ ਨੇ အပေါ် instructor တွေကဒီဟာလေးကိုဖြည့်ရှင်းလိုက်ပြီဆိုရင် between အနေနဲ့ကအဲ့လိုခုနပြောသလိုမျိုးခက်တယ်ဆိုတဲ့ခံစားချက်ကြီးမရတော့ဘူးကိုအနေနဲ့ join နေဆိုရင်အဲ့လိုမျိုးလေးပေါ့နော်အရင်ဆုံး preparation သူဟုတ်ပြီဒီ track မှာဘယ်ကစ်လေးတွေပါမယ်လက်သီးထိုးတာဘယ်လိုလေးတွေပါမယ်ဒါလေးကိုကြိုသိသွားပြီဆိုရင်အရင်ကြီးမခက်တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးဖြည့်ရှင်းလိုက်ရင်တော့အဆင်ပြေသွားမှာပါ
ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့ဒါလေးကိုကြိုတင်ပြီးတော့ဆရာလေ့လာထားမယ်ရှင်အဲ့ဒီနေရာမှာပဲတော်တော်လေးကိုအရှင်းမြောက်ဖို့ဖြစ်တယ် ဒါတခြားဒီ running နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဒီ body command နဲ့ပတ်သက်ပြီးတော့အဲ့လိုလေးလည်းမေးလို့ရတယ်အများကြီးမေးလို့ရတယ်ဒီချိန်မှာလုံးဝအရင်ဆွေးနွေးဖို့တကယ်ကောင်းတယ်ပြီးတော့ဗီဒီယိုပြောတဲ့ဟာစဉ်တကယ်မိုက်တယ်တကယ်မိုက်တယ် running ကတော့ကိုကတော့ရှာ တခြားရှိသေးလားတခြားမေးစရာလေးတွေ တခြားမေးစရာကတော့ထွေထူးထူးတော့မရှိပါဘူးဆရာဒီဆရာတို့နဲ့ဒီလိုမျိုးခုလိုဆွေးနွေးရတာကိုပဲကျမအနေနဲ့တကယ်ဘယ်လိုပြောမလဲဒီကဝမ်းသာတာတော့ဒီကိုယ့်ရဲ့ professional လုပ်နေတဲ့ဒီ running နဲ့ပတ်သက်ပြီးတော့ဆရာနဲ့အဲ့လိုမျိုးဆွေးနွေးရတဲ့အတွက်အရင်ဝမ်းသာပါတယ်ကိုသိတာလေးတွေလည်းကိုခက်ခဲတာလေးတွေလည်းချပြခွင့်ရတဲ့အတွက်ပေါ့နော်နောက်ပြီးကြရင်လည်းဒီကိုဆရာခုစီစဉ်ပေးတဲ့ဒီဆွေးနွေးတဲ့အထဲမှာမှကိုပြောလိုက်တဲ့စကားလေးတွေကဒီအားကစားလုပ်နေတဲ့ဒီညီကိုမောင်နှမတွေအတွက်အကျိုးသက်ရောက်မှုတစ်ခုဆိုတစ်ခုရရှိသွားတယ်ဆိုရင်ကိုပဲတကယ်ကိုဝမ်းသာရပါတယ်ဆရာဟုတ်ကဲ့ပါကျွန်တော်တို့ဒီဆွေးနွေးပွဲလေးဆိုလည်းတကယ်ကိုဘယ်လူတစ်ခုရှိတယ်နောက်တစ်ခုကအခုလုပ်တယ်ဆိုတာလည်းဒါစေတနာပေါ့နော်စေတနာကျွန်တော်တို့ professional တွေအနေနဲ့ဆိုရင်ဒါနဲ့ပဲရောမတူဘူးဒါပေမဲ့အဓိကကတော့စေတနာလေးတွေပါတယ်သူတို့တစ်ခုပဲရပါပေါ့အဓိကကြည့်မိလိုက်လို့ကောင်းတာတွေတစ်ခုရသွားရင်ကိုကကျွန်တော်တို့ကပျော်နေကြပြီပေါ့နော်အဲ့လိုဆိုတော့နောက်ပိုင်းဆွေးနွေးပွဲလေးတွေရှိရင်လည်းဖိတ်မယ်ပေါ့နော်ဗီဒီယိုဟုတ်ကဲ့ပါဆိုတော့ဟုတ်ကဲ့ပါဆွေးနွေးပြရတဲ့ကျေးဇူးတင်ပါတယ်